ဘဝထဲမှာအဆင်ပြေခြင်းတယ်ဆိုရင်အဓိကစိတ်ကောင်းနှလုံးကောင်းရှိဖို့ဟုတ်လားမြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုဘုန်းကြီးတို့အများကြီးလေ့လာပါတယ်လိုက်စားပါတယ်လူရင်းအနှစ်ချုပ်လိုက်လို့ရှိရင်မသေးခင်မှာအဆင်ပြေပြေချမ်းချမ်းသာသာနေနိုင်မှုသိပြီးတော့နောက်လည်းကောင်းမွန်တဲ့ဘဝကိုရပြီးတော့အဆင်ပြေပြေချမ်းချမ်းသာသာဆက်ပြီးတော့ဖြစ်နိုင်ဖို့ဆိုလို့ရှိရင်ဘုန်းကြီးတို့ကံကောင်းဖို့လိုတယ်ကိုယ့်ရဲ့အပြုအမူအပြောဆိုအတွေးအကြံလို့ဆိုတဲ့ကံတရားတွေကောင်းမွန်ဖို့လိုတယ်ကံကောင်းဖို့ဆိုလို့ရှိရင်စိတ်ထားကောင်းဖို့လိုတယ်ဘာဖြစ်လို့တော့စိတ်ထားကောင်းကလေးနဲ့တွေးမှအဲ့ဒီအတွေးဟာအတွေးကောင်းစိတ်ထားကောင်းကလေးနဲ့ပြောမှအဲ့ဒီအပြောဟာအပြောကောင်းစိတ်ထားကောင်းကလေးနဲ့လုပ်မှအဲ့ဒီအလုပ်ဟာအလုပ်ကောင်းကောင်းမြတ်တဲ့စိတ်ထားနဲ့တွေးတာပြောတာလုပ်တာမဟုတ်ဘူးဆိုရင်အဲ့ဒါဟာဘလို့မှကောင်းတဲ့ကံမဟုတ်ဘူးအဲ့တော့ကံတရားဆိုတာလေးကိုဘုန်းကြီးတို့ကအဲ့လိုရိုးရှင်းရှင်းလေးနားလည်ကြယုံညံ့တဲ့စိတ်ထားနဲ့တွေးမယ်ပြောမယ်လုပ်မယ်ဆိုရင်ဒါဆိုးွားတဲ့ကံတရားယုံညံ့တဲ့ကံတရားအကုသိုလ်အဲ့ဒါဒီဘဝလည်းပဲဆင်းရဲစေလိမ့်မယ်နောက်မှလည်းပဲဆင်းရဲစေလိမ့်မယ်အဲ့ဒါဘဝထဲမှာအဆင်ပြေခြင်းတယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့လိုရင်းကလေးပြီးပြင်းပြင်းပိုင်နိုင်ဉာဏ်နဲ့နားလည်ထားရမယ်ဘဝထဲမှာအဆင်ပြေခြင်းရင်ငါစိတ်ကောင်းနှလုံးကောင်းမွေးမှရမယ်စိတ်ကောင်းနှလုံးကောင်းဖြစ်အောင်ငါကြိုးစားမယ်ယုံညံ့တဲ့စိတ်တွေကတော့ပုထုသင်သဘာဝအကြောင်းအားလျော်စွာနော်ဖြစ်ခြင်းစိတ်တွေကတော့ရှိနေမှာပဲဖြစ်နေမှာပဲဒါပေမဲ့ငါဒီလိုစိတ်မျိုးမွေးလို့မသိတော့ဘူးငါစိတ်ကလေးကိုကောင်းမွန်အောင်ငါပြင်မယ်စိတ်ကောင်းနှလုံးကောင်းလေးစိတ်ကောင်းနှလုံးကောင်းလေးများလာပြီဆိုရင်ဘာကောင်းလာမှာတော့ကံကောင်းလာမှာပေါ့စိတ်ကောင်းနှလုံးကောင်းနဲ့တွေးလာတယ်စိတ်ကောင်းနှလုံးကောင်းနဲ့ပြောလာတယ်စိတ်ကောင်းနှလုံးကောင်းနဲ့လှုပ်လာတယ်ကံကောင်းပြီဆိုလို့ရှိရင်အဲ့ဒါဒီဘဝရောနောက်ဘဝရောဘုန်းကြီးတို့အကုန်လုံးကောင်းဖို့ပဲရှိတယ်ဒီသဘောလေးနော်အဲ့ဒါကဘာလဲဆိုတော့ဘဝထဲမှာအဆင်ပြေရေးမြတ်စွာဘုရားရဲ့အဆုံးအမတွေကအဓိကဘဝထဲမှာအဆင်ပြေရေးမဟုတ်ဘူးဘဝဒုက္ခချုပ်ငြိမ်းရေးဟောဒီဟာကိုဘုန်းကြီးတို့တဆင့်တက်ရမယ်နော်ဒီလူငယ်လေးတွေလေးနဲ့တဲ့အနှစ်သာရရှိတဲ့ဗုဒ္ဓဘာသာဝင်လေးတွေဘုန်းကြီးကအလွန်ဖြစ်စေခြင်းနဲ့မြတ်စွာဘုရားရဲ့အဆုံးအမဟာဘဝထဲမှာအရှင်ပြေရေးကိုအဓိကထားပြီးတော့ဆုံးမခဲ့တာဟောကြားခဲ့တာမဟုတ်ဘူးအဲ့ဒါကမဖြစ်မနေအရှင်မပြေတာနဲ့ဆိုင်ရင်တော့အရှင်ပြေတာကောင်းတာပေါ့ဘဝထဲမှာဆင်းရဲနေတာနဲ့ဆိုင်ရင်ချမ်းသာတာကောင်းတာပေါ့ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီအပိုင်းကဏ္ဍကိုလည်းမဟောဘူးတော့မဟုတ်ဘူးဟောပါတယ်ဒါပေမဲ့အဓိကဘုရားဖြစ်အောင်လုပ်ခဲ့တဲ့ရည်ရွယ်ချက်ဟုတ်လားအဓိကမြတ်စွာဘုရားသိစေခြင်းတာကဘာလဲလို့မေးရင်ဘဝဒုက္ခချုပ်ငြိမ်းအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နိလန်းဟုတ်လားမြတ်စွာဘုရားရဲ့အဓိကအကြီးမားဆုံးဆန္ဒတော်ကဘဝဒုက္ခချုပ်ငြိမ်းရေးပဲနော်ဘဝဒုက္ခချုပ်ငြိမ်းဖို့ဆိုလို့ရှိရင်ဘဝရဲ့ဆင်းရဲတဲ့သဘာဝလို့ဆိုတဲ့နံပါတ်1အမှန်တရားကြီးကိုဘုန်းကြီးတို့တည်တည်ချာချာပိုင်းခြားပြီးတော့သိဖို့မြင်ဖို့လိုမယ်ပေါ့နော်ခုတရားအထုတ်ကြတယ်ဆိုတာဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုအမှန်တိုင်းသိအောင်ဆိုပြီးတော့ဥတည်ချက်နဲ့ဘုန်းကြီးတို့ကြိုးစားကြရတယ်ဘဝဟာဆင်းရဲတယ်ဆိုတဲ့ဒီသဘာဝကိုတကယ်ပဲစစ်မှန်တဲ့ဉာဏ်နဲ့သိမယ်မြင်မယ်ဆိုရင်ဘဝရဲ့ပုံမှာဆင်းရဲလို့မသိလို့ဖြစ်ပေါ်နေတဲ့တွေ့တာမမောမှုလောဘဓာတ်ဟာအစင်စင်မဖြစ်သွားနိုင်တော့ချုပ်ငြိမ်းသွားနိုင်တယ်အဲ့ဒီလောဘဓာတ်အစင်စင်ချုပ်ငြိမ်းအောင်လုပ်နိုင်တာကိုပဲအရိယာဖြစ်တယ်လို့ခေါ်တာဟုတ်လားအဲ့ဒီလောဘဓာတ်အစင်စင်ချုပ်ငြိမ်းသွားပြီဆိုလို့ရှိရင်ပထမအဆင့်ချုပ်ငြိမ်းမယ်ဆိုရင်တော့ဘုန်းကြီးတို့အလွန်ယုံညံ့တဲ့အပေပုံတွေကိုရောက်เสียဖြစ်เสียအကြောင်းရှိနောက်ဆုံးလောဘဓာတ်ကိုအကျွင်းကြံမရှိချုပ်ငြိမ်းအောင်လုပ်နိုင်မယ်ယန္တာဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝသေပြီဆိုတာနဲ့နောက်ထပ်ဘဝဖြစ်เสียအကြောင်းရှိတော့မြတ်စွာဘုရားရဲ့အဓိကဥတည်ချက်ကအဲ့ဒါဟုတ်လားဒါကြောင့်ဘုရားဖြစ်ပြီဆိုတော့နော်စိတ်တော်ထဲမှာကျွရင်တဲ့ဥဒန်းဘုန်းကြီးတို့ရုပ်ပွားတော်တွေကိုယ်ွယ်တဲ့အခါမှာဘုရားအနေကစားတင်တယ်ဆိုပြီးတော့ဘုန်းတော်ကြီးတွေရွတ်ဖတ်ပူဇော်ကြတာကြားဦးတယ်နော်မြတ်စွာဘုရားဖြစ်ပြီးချင်းစိတ်ထဲကကျွရင်တော်မူတဲ့ဥဒန်း
နေကဇာတိတန်တာရံတန္တာဝိတံအနိပိတံဂဟကာရကဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒုက္ခဇာတိပုဏ္ဏပုဏ္ဏနားရရင်းနှီးပြီးသားဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဒီစကားလုံးလေးဒုက္ခဇာတိပုဏ္ဏပုဏ္ဏဘဝတွေထပ်ထပ်ဖြစ်နေရတာဆင်းရဲတယ်တဲ့အဓိပ္ပာယ်ကဒုက္ခဇာတိပုဏ္ဏပုဏ္ဏဘဝတွေထပ်ထပ်ဖြစ်နေရတာဆင်းရဲတယ်ဒါကြောင့်မို့လို့ဘဝထပ်မဖြစ်ဖို့အတွက်ဒီဘဝကဘာလို့ထပ်ထပ်ဖြစ်နေရတာတုံးဆိုတဲ့ဘဝဖြစ်ခြင်းရဲ့အကြောင်းတရားကိုငါလိုက်ရှာကြည့်တယ်မတွေ့မချင်းငါဟာအဆုံးအစမရှိတဲ့အလွန်မှကိုရှည်လျရတဲ့တန်တရားတစ်လျှောက်လုံးဖြစ်ခဲ့ရတယ်ခုဖျားဖြစ်ပြီဆိုတော့ဘဝဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကို तू သိပြီတဲ့သိတဲ့အတွက်ကြောင့်အဲ့ဒီအကြောင်းတရားကို तू ပယ်နိုင်တယ်ဒါကြောင့် तू ဟာဘဝဆက်ပြီးတော့မဖြစ်တော့ဘူးနော်ဖျားလောင်းဘဝတွေအစအယမန္တိမာဇာတိနတ္ထိဒါနိပုဏ္ဏဘောနော်ဒီဘဝဟာနောက်ဆုံးဘဝပဲနောက်ထပ်ဘဝဖြစ်เสียအကြောင်းမရှိတော့ဘူးဟောဒီကျုံဝါချက်နဲ့လာနော်ဒါဗုဒ္ဓဝါဒရဲ့ဗုဒ္ဓဘာသာရဲ့အနည်းနဲ့ဆုံးဘုန်းကြီးတို့နားလည်ထားရမယ်အပိုင်းပဲဘယ်ဘာသာတရားနဲ့မှမတူတဲ့ဟုတ်လားဘဝချုပ်ငြိမ်းရေးဆိုတာအလွန်မှလေးနေတဲ့ဗုဒ္ဓဘာသာဝင်မှန်လို့ရှိရင်ဒီဥစ္စာကိုဘုန်းကြီးတို့ပိုင်နိုင်နားလည်အောင်ကြိုးစားရတဘဝဒုက္ခချုပ်ငြိမ်းခြင်းတယ်ဆိုလို့ရှိရင်ဘဝဖြစ်ခြင်းရဲ့အကြောင်းတရားကိုပယ်တတ်နိုင်မှဘဝကဆက်မဖြစ်မှာ哦ဘဝဖြစ်ခြင်းရဲ့အကြောင်းတရားကဘာတုံးဆိုတော့လောဘဘဝဖြစ်ခြင်းရဲ့အကြောင်းတရားလောဘကိုပယ်ဖို့ဆိုလို့ရှိရင်ဘဝရဲ့ဒုက္ခသဘောကိုမြင်မှသာလျှင်ပယ်နိုင်မှာအဲ့လိုဘဝရဲ့ဒုက္ခသဘောကိုမြင်ရင်မြင်သလောက်ဘဝရဲ့ပုံမှာဖြစ်ပေါ်နေတဲ့လောဘဟာနေပါတော့မယ်နောက်ဆုံးချုပ်ငြိမ်းသွားမယ်လောဘချုပ်ငြိမ်းရင်ဘဝဖြစ်ခြင်းရဲ့အကြောင်းတရားလောဘမရှိတော့တဲ့အတွက်ကြောင့်မဖြစ်တော့တဲ့အတွက်ကြောင့်ဘဝဆက်ပြီးတော့မဖြစ်တော့ဘူးမိငြိမ်းသွားပြီနိဗ္ဗာန်ဆိုတာငြိမ်းသွားတာပြောတာငြိမ်းအေးသွားတာကိုပြောတာခက်တာကမငြိမ်းကျင်ကြဘူးနော်ငြိမ်းအေးဖို့မပြောနဲ့ငြိမ်းအေးခြင်းတဲ့စိတ်ကလေးရှိဖို့တောင်မလွယ်သေးဘူးလို့ဘုန်းကြီးကမြင်တယ်ဘာလို့မငြိမ်းကျင်တာတော့မိတောက်နေမှမသိတာဟုတ်လားအခုတရားထုတ်တယ်ဆိုတာအဲ့ဒါလိုလေးနေတဲ့ဘဝရဲ့အမှန်တရားကိုမြင်အောင်ဘုန်းကြီးတို့မလုပ်တာတော့စူးစမ်းကြတာဘဝမှာအခက်ခဲဆုံးအလုပ်လို့မြတ်စွာဘုရားပြောပြခဲ့တဲ့သစ္စာလေးပါးသိတဲ့အလုပ်ဒီအလုပ်ဟာအခက်ဆုံးပဲနော်ဒါကဘုန်းကြီးကဘာလို့ဒီစကားနေတန်းလေးပြောနေရတာတော့အခုဟောမဲ့သုတ်တန်လေးကဘဝရဲ့ဒုက္ခသစ္စာသဘောကိုသိအောင်ကြိုးစားတဲ့နေရာမှာနော်ဦးစားပေးပြီးတော့သိဖို့မြင်ဖို့အတွက်အလွန်တွန်းအားပေးနိုင်တဲ့ဒေသနာအမျိုးအစားခပ်ပေါ်ဒေသနာအမျိုးအစားမဟုတ်ဘူးနော်ဒေသနာတွေကပေါ့တယ်ဆိုတာတော့ဘယ်ဟာမှတော့မရှိပါဘူးသို့တော့ဘဝထဲမှာအရှင်ပြေရေးအတွက်ဟောထားတဲ့ကံကောင်းအောင်ဟောထားတဲ့စိတ်ထားကောင်းဖို့လိုတယ်လို့ဟောထားတဲ့မေတ္တာတရားအကြောင်းဟောထားတဲ့ကရုဏာတရားအကြောင်းဟောထားတဲ့ဒေသနာတွေနဲ့ရှင်းမယ်ဆိုရင်ဘဝဒုက္ခလွတ်မြောက်ရေးဘဝရဲ့အကြောင်းကိုအမှန်သိရေးဒေသနာပို့ပြီးတော့မြင်ပါတယ်အဲ့လိုတော့ပြောလို့ရရနော်သဘောပေါက်လားဘုန်းကြီးပြောတာ哦အခုအာတိဝိသောပမသုတ်တံဟာဘဝဒုက္ခချုပ်ငြိမ်းရေးကိုဥတည်ပြီးတော့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုပို့ပြီးတော့ကြည်ကြဲပြန့်ပြန့်နော်ပြည့်ပြည့်စုံစုံသိနိုင်မြင်နိုင်ဖို့အတွက်အလွန်မှညွှန်ပြနိုင်တဲ့ဒေသနာအမျိုးအစား哦မြတ်စွာဘုရားကဒေသနာတော်တွေကိုဟောပြီးဆိုလို့ရှိရင်ဥပမာပေးပြီးတော့ဟောတာပဲများတယ်နော်ဥပမာနဲ့ကင်းပြီးတော့ဟောတဲ့ဒေသနာအလွန်ရှားတယ်အဲ့ဒါလည်းမြတ်စွာဘုရားရဲ့ဒေသနာပေါ်မှာအလွန်မှကျွမ်းကျင်တော်မူတဲ့ဉာဏ်ပေါ့တခုခုကိုသိဖို့ပြောတဲ့အခါမှာဥပမာလေးနဲ့ရှင်းပြောတာအလွန်မှသိလွယ်တယ်သိပြီးရင်လည်းအလွန်မှလည်းမှတ်မိဖို့လွယ်တယ်ဟုတ်လားခုဒီသုတ်တံကိုလည်းမြတ်စွာဘုရားဥပမာလေးနဲ့ပြောတယ်ဥပမာလေးကိုကလည်းစိတ်ဝင်စားတဲ့အကောင်းနာဘူးပြီးသားလူတွေလည်းပဲနာဘူးထက်မှန်ဆိုတဲ့သဘောလေးနှလုံးသွင်းပြီးတော့ပို့ပြီးတော့ကြည်ပြွန်သွားအောင်ပို့ပြီးတော့ကျွမ်းကျင်သွားအောင်ငါအာယုံစိုက်ပြီးတော့နာမယ်လို့အဲ့ဒါလိုလေးစိတ်ကူးရနော်မြတ်စွာဘုရားဘလို့ဥပမာပေးတုံဆိုတော့ရှေးခေတ်ကရှင်ဘုရင်တွေဟာအလွန်အစိတ်ပြင်းတဲ့မွေတွေကိုမွေးထားတာရှိတယ်တဲ့လူရည်ချက်နဲ့မွေးထားတာတော့ဆိုရင်စစ်ပွဲတွေဘာတွေဖြစ်လာပြီဆိုရင်လည်းအဲ့ဒီမွေတွေကိုထုတ်ပြီးတော့အသုံးချမယ်တိုက်ပွဲမှာအဲ့ဒီမွေတွေနဲ့တိုက်ခိုက်စေမယ်ပေါ့နော်နောက်ဆုံးတကယ်လို့တိုက်ပွဲမှာကိုရှုံးသွားပြီဆိုလို့ရှိရင်လည်းပဲ
ရန်သူရဲ့နှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်မှုတော့မခံဘူးဒီစိတ်ပြင်းတဲ့မွေကြိုက်ခံပြီးမြန်ပဲသိလိုက်တော့မယ်ဆိုပြီးတော့အဲ့လိုရည်ရွယ်ချက်မျိုးစုံနဲ့စိတ်ပြင်းတဲ့မွေတွေကိုမွေးထားရှိတယ်အဲ့ဒါတနေ့တော့အလွန်မှဆိုးသွမ်းတဲ့ရာဇဝသားတစ်ယောက်သေတံအပြစ်ပေးခြင်းနဲ့ထိုက်တန်တဲ့ရာဇဝသားတစ်ယောက်အလွန်မှလည်းစိတ်ထဲကမနှစ်မြို့ဘူးဒီရာဇဝသားကိုရှင်ဘုရင်ကဒါကြောင့်သူ့ကိုတတ်လိုက်ရင်ခဏလေးတည်းဆင်းရဲကကြာခံစားရမှာမဟုတ်ဘူးဒါကြောင့်ဒီတိုင်းမတတ်နိုင်ဘူးနော်အမှဲ့ကြွေချွေမယ်တဖြည်းဖြည်းနဲ့ဒုက္ခရောက်စေပြီးတော့မှသူ့ကိုသေစေမယ်အလွန်မုန်းတီးတဲ့အတွက်ကြောင့်အဲ့ဒီရာဇဝသားကိုမင်းတကယ်လို့အသက်ရှင်နေတယ်ဆိုလို့ရှိရင်ဟောဒီမွေလေးကောင်ကိုမင်းအမြဲတမ်းကြိုးကြိုးရှောင်းရှောင်းရမယ်ချုပ်ခန်းထဲမှာဒါဆိုရင်မင်းကငါမတတ်ဘူးမွေလေးကောင်ကိုမြန်မြန်မှန်မှန်အိတ်တန်းတက်ပေးရမယ်မှန်မှန်နှိုးရမယ်မှန်မှန်ကျွေးရမယ်မှန်မှန်အညစ်အကြေးကိုတုတ်တင်ပေးရမယ်မင်းဒီမွေလေးကောင်ကိုသာမင်းပြုစုနေမင်းအသက်ပေးရလွတ်မယ်အဲ့ဒါလိုနဲ့သူ့ကိုစီရင်ချက်ချလိုက်တဲ့အခါကျတော့အဲ့ဒီရာဇဝသားကမွေလေးကောင်ကိုပြုစုစောင့်ရှောက်ရတဲ့လုပ်ငန်းကိုလုပ်ရင်းနဲ့အချုပ်ခန်းထဲမှာနေတယ်ကာလကြာလာတဲ့အခါကျတော့ဒီမွေလေးကောင်ကိုသူတန်ရောစင်တွေ့လာတယ်ဝီးရည်နဲ့အတူနေတာကြားလာပြီကိုအဲ့လိုတန်ရောစင်တွေ့ပြီးတော့မွေကြီးတွေကိုကြောက်ရကောင်းလာအောင်ငါမလည်းမသိအဲ့လိုဖြစ်အဲ့ဒီအချိန်မှာပဲအမှန်သိမြင်မှုဉာဏ်ပညာအားကြီးတဲ့မိကောင်းဆွေကောင်းပေါ်လာပြီးတော့မိကောင်းဆွေကောင်းကဘာပြောတုံးဆိုတော့အမောင်ယောက်ျားမင်းဒီမွေလေးကောင်ကိုဘာမှန်းထင်နေတာတော့အလွန်အစိတ်ပြင်းတဲ့အကောင်နဲ့သူတို့စိတ်ကောင်းထွန်းနေလို့မင်းကိုမကြိုက်သေးလို့တကယ်လို့များသူတို့စိတ်ဖောက်လို့မင်းကိုကြိုက်မယ်ဆိုလို့ရှိရင်မင်းရုပ်ချီးသေးရင်လည်းသေသွားနိုင်တယ်မသေးတော့မှမင်းမလှတော့အလွန်မှဆင်းရဲပင်ပန်းတဲ့အခြေအနေမျိုးကိုမင်းခံစားရလိမ့်မယ်ဒါကြောင့်မလို့ဒီမွေလေးကောင်အိပ်ပျော်နေတော့မှအချုပ်ခန်းကိုဖောက်ပြီးတော့ထွက်ပြေးလို့အကြံပေးတယ်တဲ့ဒါကသိစီလိုတဲ့အနိဋ္ဌိဘေကိုသိဖို့အတွက်မြတ်စွာဘုရားဥပမာပေးနေတာအဲဒါလိုအချုပ်ခန်းကိုဖောက်ထွက်ပြေးလို့ပြောတော့ဒီရာဇဝသားကအဲ့ဒီမိကောင်းဆွေကောင်းဉာဏ်ရှိတဲ့လူရဲ့စကားကိုယုံကြည်မှုရှိတဲ့အတွက်ကြောင့်မွေလေးကောင်အိတ်နေတော့မှအချုပ်ခန်းကိုဖောက်ပြီးတော့ထွက်ပြေးတယ်ဒီနေရာမှာစဉ်းစားတရားလေးရှိတာကဒီကလျာဏမိတ်တမိတ်ဆွေကောင်းဉာဏ်ရှိတဲ့လူရဲ့စကားကိုသူယုံလို့လုပ်တာတော့မယုံရင်မလုပ်ဘူးအဲ့ဒါလေးကိုမြင်အောင်ကြည့်ခဲ့ဟုတ်လားအဲ့ဒီယုံကြည်မှုကြောင့်သူအချုပ်ခန်းကိုဖောက်ပြီးတော့ပြေးတယ်အဲ့လိုအချုပ်သားပြေးတယ်ဆိုတဲ့သတင်းစကားကိုရှင်မင်းကကြားတဲ့အခါကျတော့ဒီလိုလွယ်လွယ်နဲ့လွတ်ပေးလို့ဘယ်ရမလို့အဲ့ဒါနဲ့ဘာလုပ်တုံဆိုတော့နော်အသက်အဖြတ်မှာအလွန်ကျွမ်းကျင်တဲ့အာနာဘကွက်သား9ယောက်ကိုလက်နက်ကိုကြီးအပ်ပြီးတော့အဲ့ဒီအချုပ်သားကိုတွေ့ရတဲ့ချိန်ဓာမဆိုင်လိုက်ပြီးတော့တတ်ရမယ်လို့အမိန့်ပေးတယ်အဲ့လိုအမိန့်ပေးတော့ဒီရာဇဝသားရဲ့နောက်ကိုလူသားသမား9ယောက်ကအမြဲလိုက်တယ်ရာဇဝသားသိလားဆိုတော့မသိဘူးဒါပေမဲ့ကံကောင်းတာတစ်ခုကစောစောကကလျာဏမိတ်တမိတ်ဆွေကောင်းဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကသတိလာပေးတယ်မင်းခပ်ပေါ်ပြေးမနေနဲ့မင်းရဲ့ရန်သူကမွေလေးကောင်နဲ့မကဘူးခုဘယင်ကမင်းထွက်ပြေးမှန်းသိလို့လူသားသမား9ယောက်လက်နက်ကိုကြီးအပ်ပြီးတော့လွှတ်လိုက်တယ်မင်းဒါကြောင့်ပိုးပြီးတော့တိုးပြီးတော့ကြိုးစားပြီးတော့ပြေးလို့ခိုင်းတယ်အဲ့ဒီပြေးတယ်ဆိုတာလေးကလည်းပြီးရင်အဓိပ္ပာယ်ကလေးလေးနက်နက်လာလိမ့်မယ်နော်အဲ့ဒါနဲ့ तू တိုးပြီးတော့ပြေးတယ်အဲ့ဒါလိုပြေးနေတဲ့အချိန်မှာရှင်ဘုရင်ကသိပြန်တယ်ရာဇဝသားလွတ်နေတယ်မမိသေးဘူးလို့သိတယ်အဲ့လိုဆိုရင်တိတိတာတာသူ့ကိုအသက်ခိုင်းလို့တော့အောင်မြင်မှာမဟုတ်ဘူးသူနဲ့ငယ်ပေါင်းကြီးပေါ့ငယ်တငယ်ချင်းအဲ့ဒီငယ်တငယ်ချင်းကိုမိမိသားစုတွေဘာမှမပူနဲ့ဆုလက်ရိတ်ခါအပြည့်အဝပေးပြီးတော့သူ့ရဲ့လက်ကင်တန်လျက်ဓာတ်အပ်ပြီးတော့မင်းငယ်တငယ်ချင်းကိုဥဆောင်ဖြားအောင်ပြီးတော့အယုံသွင်းပြီးတော့မင်းတတ်ရမယ်ဆိုတော့အမိန်ပေးတယ်အဲ့ဒါငယ်တငယ်ချင်းကဘင်းရဲ့တန်လျက်ကင်ပြီးတော့သူ့ကိုတတ်ဖို့လိုက်တယ်သူသိသလားသိတဲ့စကားကိုမသိဘူးဒါပေမဲ့စောစောကကလျာဏမိတ်တာပြောပြန်တယ်မင်းရန်သူဟာမွေလေးကောင်မျှမကဘူးလူသားသမား9ယောက်မျှမကဘူးနောက်ထပ်မင်းရဲ့ငယ်တငယ်ချင်းကလည်းမင်းကိုအယုံသွင်းပြီးတော့တတ်ဖို့လို့မင်းနောက်ကိုရဲချီမပြတ်လိုက်နေတယ်ဒါကြောင့်မင်းတိုးပြီးတော့သာပြေးလို့ခိုင်းတယ်ရန်သူကတိုးလာနော်အဲ့ဒါနဲ့သူပြေးတယ်တဲ့ပြေးနေဘာတွေ့တော့ဆိုတော့အင်္ဂလိပ်6လုံးနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ရွာလေးတူရာကိုတွေ့တယ်အဲ့ဒါနဲ့ဒီရွာထဲဝင်ပြီးတော့ငါပုံခိုနေရင်တော့လွတ်တန်ကောင်းရဲ့အဲ့ဒါနဲ့ရွာလေးထဲဝင်ပြီးတော့တ
တဲလေးတွေနဲ့ဖွဲ့စည်းထားရွာလေးအဲ့ဒါနဲ့သူတဲတစ်လုံးနဲ့ဝင်ပြီးတော့ဘာမြန်သူ့အတွက်စားစရာတောက်စရာဝတ်စရာနေစရာထိုင်စရာဘာမြန်ရှိမလဲဆိုပြီးတော့လှန်လောပြီးတော့ရှောက်ရှာကြည့်တယ်။အိုးတွေကြည့်လိုက်တော့လဲအခွန်နေဗီယိုလေးတွေကြည့်လိုက်တော့လဲအခွန်နေဘာမှသူ့အတွက်စားစရာတောက်စရာလည်းမရှိဘူးဝတ်စရာလည်းမရှိဘူးဘာမှအာကိုအာရပြုတ်စရာဘာမှမရှိဘူး။အင်္ဂလိပ်တွေကတလုံးပြီးတလုံးသူလိုက်ရှာတယ်ဘယ်ထဲမှသူ့အတွက်အာကိုအာရပြုတ်စရာမရှိဘူးအိမ်6လုံးတဲ့အဲ့ဒါလို့သူလိုက်ရှာနေတော့လူ6ယောက်ညာတန်းပေးပြီးတော့အဲ့ဒီရွာလေးကိုဝိုင်းလာကြတယ်လက်ထဲမှာလည်းမီးတုပ်ကိုစီနဲ့တဲ့အဲ့ဒါနဲ့သူတနေရာကနေပုံပြီးတော့ဒီလူတွေကဘာလုပ်ကြမှလည်းမသိဘူးလို့ချောင်းကြည့်နေတဲ့အချိန်မှာပဲခွဲတန်းချပြီးတော့ဝေပုံချပြီးတော့တယောက်လျင်တဲအိမ်တစ်လုံးစီဘာလုပ်တုံးဆိုတော့လက်ထဲပါတဲ့မီးတုပ်နဲ့ပြစ်တင်ပြီးတော့တဲအိမ်လေးတွေကိုမီးရှို့ရတယ်ဒီနေရာသူနေသင့်မလားမနေသင့်ဘူးငါအာကိုအာရပြုလို့မြန်ရလိမ့်မလားဆိုပြီးတော့ကြည်တာဘာမှလည်းဒီမှာလည်းအာကိုစရာမရှိဘူးအဲ့ဒါနဲ့ဒီရွာလေးကိုသူစွန့်ပြီးတော့ထပ်ပြီးတော့ပြေးရတယ်အဲ့လိုပြေးတဲ့အချိန်မှာဘာတွေ့တုံးဆိုတော့အလွန်နဲ့တဲ့အလွန်ကျဲတဲ့ရေပြင်းကျဲစီးဆင်းနေတဲ့ရေပြင်းကျဲနော်အဲ့ဒီရေပြင်းကျဲကိုတွေ့တယ်တွေ့တဲ့အခါကျတော့သူဒီဘက်ကမှရပ်ပြီးတော့စဉ်းစားတယ်အော်ဒီဘက်မှာနေမယ်ဆိုလို့ရှိရင်တော့ဒီရှင်မင်းရဲ့အာနာဇက်လွှမ်းခြုံတဲ့နေရာဘယ်သွားလို့မှမွေလေးကောင်ရဲ့ဘေးကလည်းမလွတ်နိုင်ဘူးလူသက်သမား9ယောက်ရဲ့ဘေးကလည်းမလွတ်နိုင်ဘူးငါရဲ့အတွင်းလူယုံငယ်ချင်းရဲ့ဘေးကလည်းမလွတ်နိုင်ဘူးဒီအိမ်လေး6လုံးနဲ့ဖွဲ့ထားတဲ့ရွာလေးကလည်းဘာမှအာကိုအာရပြုကြမရှိဘူးအဲ့လိုဆိုရင်ငါဒီဘက်ကနေလို့ကတော့ဘေးမကင်းဘူးဒီဘက်ကကဘေးများဟိုဘက်ကရောက်သွားရင်တော့ဟိုဘက်ကဟာဒီရှင်မင်းရဲ့အာနာဇက်အုပ်ချုပ်နိုင်တဲ့နယ်ပဲမဟုတ်ဘူးအဲ့လိုဆိုရင်ငါဟိုဘက်ကရောက်ရင်တော့ငါဘေးကင်းပဲအဲ့လိုဆိုရင်ဟိုဘက်ကရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီမြစ်ကိုကူးဖို့ပဲရှိတယ်ဒီမြစ်ကပဲဟိုဘက်ကနဲ့ဒီဘက်ကဖြစ်အောင်ပိုင်းခြားထားသလိုဖြစ်နေတယ်ဟုတ်လားအဲ့ဒါနဲ့ဒီမြစ်ကိုကူးမယ်နောက်ကရန်သူတွေကလည်းလိုက်နေတာတိတ်ပြီးတော့ချိန်ဆွဲလို့မတင်တော်ဘူးအဲ့ဒါနဲ့မြစ်ကိုကူးမယ်ဆိုတော့ကြည့်တော့တရားလည်းမရှိဘူးလှေလည်းမရှိဘူးဖောင်လည်းမရှိဘူးဘာမှမရှိဘူးအဲ့တော့ဘာလုပ်တုံဆိုတော့နာနာမှာရှိတဲ့တစ်ခက်6လေးတွေမျက်6လေးတွေသွေး6လေးတွေအကုန်လုံးရတဲ့သမျှအကုန်ရှားသူ့တကိုးစာလေးခိုင်ယုံကလေးအဲ့ဒါကိုຫນွေကျိုးလေးတွေဗာလေးတွေရှားချီတုပ်ပြီးတော့အဲ့ဒါလေးကိုရင်ဘတ်အောက်ထားပြီးတော့ခြေတို့လက်တို့နဲ့အာရမှောက်ပြီးတော့ကူးသွားတယ်ဒါလေးဒီမြက်ထုံးကလေးတစ်ရွက်6ထုံးလေးမပါရင်လည်းပဲရေရှည်ကူးနိုင်မှာမဟုတ်ဟုတ်လားအဲ့တော့အဲ့ဒီဟာလေးကိုသူရင်ဘတ်အောက်ထားပြီးတော့ခြေတို့လက်တို့နဲ့ကူးခတ်သွားတယ်အဲ့ဒါဟိုဘက်ကရောက်သွားဟိုဘက်ကရောက်သွားတော့အော်ဒီတစ်ထုံးလေးကဒီတစ်ရွက်6ထုံးလေးကငါ့အတွက်ကြီးသူများလိုက်တာဆိုပြီးတော့သူခေါင်းပေါ်ရက်တင်သွားဖို့တော့မလိုဘူးဒါကကုခတ်နိုင်ုံအကျိုးငှာတာလင်သူ့အတွက်တန်ဖိုးရှိနေတာဟိုဘက်ကရောက်သွားပြီဆိုတော့ဒါကသူ့အတွက်မလိုတော့အဲ့တော့အဲ့ဒါလေးကိုဒီတိုင်းထားခဲ့ပြီးတော့ဟိုဘက်ကတက်သွားအရေးကောင်းတဲ့သစ်ပင်တစ်ပင်အောက်မှာထိုင်ပြီးတော့အော်ငါဘေးတွေအန္တရာယ်တွေလွတ်ခဲ့ပြီကြောင်ကြမဲ့စိတ်တောင်းတမဲ့စိတ်နဲ့ချမ်းချမ်းသာသာသူနေနေတယ်တဲ့ဒါကမြတ်စွာဘုရားကသိစီလိုတဲ့အ내ဒိဗ္ဗေကိုသိဖို့အတွက်ဥပမာပေးတာဘာတွေကိုတကယ်သိစေချင်တာတော့ဘာတွေကိုတကယ်သိစေချင်တာတော့အဲ့ဒါကိုဒီသုတ္တန်ကြီးကအကျေတဝန်းအကျေချက်ပြီးတော့ဟောမယ်ဆိုရင်နော်5 နာရီလောက်ပြောမှပို့ပြီးတော့ဥပမာဥမေယတွေနဲ့ဝေစာသာဘုသုတ္တတွေနဲ့အဲ့လိုအများကြီးပြောမယ်ဆိုပြောစရာကောင်းတယ်ဗောနော်ခုဘုန်းကြီးကတနာရီလောက်ကလေးအချိန်တွင်းမှာဒီရှည်လျားတဲ့အဓိပ္ပာယ်ရှိတဲ့အကြောင်းအရာကိုပြောချင်တာအဲ့တော့လူရင်းလေးပဲပြောမယ်ပေါ့နော်ဒါကိုမင်းကုန်းစတော်ဘုရားကြီးကလင်္ကာလေးစီထားတယ်နော်စတော်ကြီးရဲ့ညာလည်းပဲအံ့ဩစရာကောင်းတယ်ဥပမာရောဥပမေယရောအကုန်လုံးတစ်ခုချင်းစီကိုတွဲဆက်ပြီးသားသူရေးထားတဲ့ဆောင်းပုဒ်ကလေးကိုသာရအောင်ကြက်မှတ်ထားမယ်ဆိုရင်ဒီသုတ္တန်ကိုအဓိပ္ပာယ်ကိုရှင်းရှင်းလင်းလင်းသိအောင်ဆောင်းထားရရောက်ပါဠိလိုမသိပေမဲ့လို့တကယ်ဆိုလို့ရင်အဓိပ္ပာယ်ကိုသိရင်လည်းပဲလိုရင်းကိစ္စကပြီးတာပဲလေဟုတ်လားဘာသာစကားကအဓိကမဟုတ်ဘူးဘာကအဓိကလဲအမှန်တရားကိုတကယ်နားလည်လိုက်ဖို့ရာကအဓိကဟုတ်တယ်မဟုတ်လားနော်အဲ့ဒါကိုမင်းကုန်းဆိုကြီးကဘယ်လိုရေးတော့ကံမင်းတရားလူခိုးသားကို3ပါးဝန်းတောင်ဘဝထောင်၌4ကောင်တက်မွေနှင်းအပ်ပေ၏ပရမေဗုဒ္ဓမိတ်ကောင်းမှ၍ဘဝဝန်းတောင်မွေ4ကောင်မှ
လွတ်အောင်ယုံထွက်ပြေးပါလျက်လီလက်နှက်ကိုစီဆွဲပိုက်ချီလျက်လောကီခန္ဓာ၅ပြားဟူသာသူတများနှင့်ထံပါကက်ခတက်ခွင့်ရှာသည့်တဏခေါ်မှတ်တွင်းလူတတ်တို့ထက်ကြက်မကွာကလျက်ပါ၏ရွာပြည့်ကြီးနယ်ရှေ့6သွယ်ကကိုးကွယ်မရစိတ်သုံးလှခဲ့တပြတတ်သားနောက်ဆက်ပွားသည်6ပါးအာယရဏတောင်းကျမ်းလှခဲ့ဩက4သွယ်မြစ်ပြင်ကျဲဤဝယ်ဘက်ကြတက်ကာယကများလှဘေးပယံရန်သူပြန်း၏ရှစ်ခမ်းသောမက်ဖောင်ဖွဲ့ရှက်လျက်ခြေလက်ဝိရိယကုခတ်မှလျင်ဘဝမှာကံနေဘူးနန်းသို့ကုသန်းထုတ်ချောက်ဘေးလွတ်မြောက်မည်ကျိုးထောက်တင်လှပြီတကားတဲ့အလွန်လူကြိုင်နေမဲ့တရားဒီတရားကဟုတ်လားအလွန်မှလူကြိုင်နေမဲ့တရားစိတ်ဝင်စားဘွယ်တော့ကောင်းတယ်ဒါပေမဲ့ဒီဥစ္စာကိုညံနဲ့ဟုတ်လိုက်တာမှန်လိုက်တာလို့ညံနဲ့သက်ဝင်ပြီးတော့ငါတော့ပြီးမှဖြစ်မှာပဲဟိုဘကန်းကိုရောက်အောင်လုပ်မှဖြစ်မှာပဲဆိုတဲ့တကယ်လိုရင်းမှန်ကန်တဲ့သမာဆန္ဒစိတ်ကူးလေးပေါက်ဖို့ဆိုတာကတော့တော်တော်မလွယ်ဘူးအဲ့ဒါဒီထဲမှာပါတဲ့လူတွေဘယ်နှယောက်လောက်မြန်ဘုန်းကြီးကမျှော်လင့်နိုင်မလဲအဲ့ဒီစိတ်ကူးလေးဘယ်နှယောက်လောက်မြန်ပေါက်မလဲမသိဘူးလို့ဘုန်းကြီးမျှော်လင့်နိုင်မလဲဟုတ်လားရှင်းပြမယ်နော်ဒါလေးကိုကံမင်းတရားလူခိုးသားကိုဘယင်ကရာဇောသားကိုအပြစ်ပေးတယ်မုံလုံးလို့မြန်သေးသွားတာတော့မကြိုက်ဘူးတဖြည်းဖြည်းနဲ့ဒုက္ခခံပြီးတော့သေခြင်းတာဒါကြောင့်မလို့မလုပ်တာတော့အစိတ်ပြင်းတဲ့မွေလေးကောင်ကိုထိန်းချောင်းခိုင်းတာအဲ့ဒီရှင်မယားဘယ်သူလဲလို့မေးရင်ကံတရားနော်ဘုန်းကြီးတို့ရဲ့ဒီဘဝဒီလိုအခြေအနေမျိုးဖြစ်အောင်အဓိကအကြောင်းတရားကြီးလို့ပြောရမယ်သဘာဝနော်ကံတရားအခြေဘုန်းကြီးတို့သိကျင်တယ်ဆိုရင်သူကဆွေးနွေးမှရမယ်ဒီလောက်ပဲပြောနိုင်မယ်နော်အဲ့ဒီကံတရားကသတ္တဝါဆိုတဲ့ရာဇောသားကိုကံမင်းတရားလူခိုးသားကို၃ပါးဝတ်နှောင်ဘဝထောင်လိုက်တယ်ဘဝကိုဘာလို့သုံးတာတော့ထောင်လို့သုံးတယ်ဟုတ်လားဒါနားလေခံစားမှုနဲ့နားလေတတ်ဖို့အလွန်လိုတယ်လို့ဘုန်းကြီးထင်တယ်ကြားလိုက်တာနဲ့နားလေသွားမှာမဟုတ်ဘူးနော်ဘဝထောင်လို့ပြောလိုက်တယ်စိတ်ထဲဘယ်လောက်နားလေတယ်လေတယောက်နဲ့တယောက်နားလေမှုအတေနဲ့ဘယ်လိုမှမတူနိုင်ဘူးဟုတ်လားဆိုကြပါစို့ပဂရိထောင်ထဲမှာကိုယ်စိတ်တိုင်းနေလို့ရသလားထောင်စည်းကမ်းတိုင်းနေရမှာပေါ့ဟုတ်တယ်မို့လားကိုယ်စိတ်တိုင်းဘလို့မှနေလို့မရဘူးတဘာဝမကြဘူးဆိုလည်းပဲဒီတိုင်းပဲနေပဲဟုတ်လားဘဝမှာနာရတဲ့အခါတွေသေရတော့မဲ့အခါမျိုးတွေအဲ့ဒီအချိန်မျိုးမှာအ ਨੇ ဆုံးဘဝထောင်ပါလားဆိုတာလေးတော့သိတဲ့တယ်လို့ဘုန်းကြီးကမြင်တယ်ဆိုကြပါစို့ဒီမှာအစင်မပြေဖြစ်နေတယ်ဘာမှလုပ်လို့မရဘူးဘယ်သူ့ကိုပြစ်တင်ပါလဲဒီတိုင်းပဲနေပဲလေဟုတ်တယ်မဟုတ်လားဆေးကုသခွင့်လေးရှိတာနဲ့ခန္ဓာရဲ့ဒီအပြစ်ကြီးကိုမမြင်နိုင်လောက်အောင်တော့ကိုယ့်ရဲ့ဉာဏ်မျက်လုံးဟာကွယ်မနေသင့်ဘူးဟုတ်လားဆေးကုလို့ရတာနဲ့ဒါကအပြစ်မရှိဘူးလို့ပြောလို့မရဘူးလေသူဒုက္ခဖြစ်တတ်တဲ့သဘောကိုကစားဒါမကောင်းလို့ပေါ့အဲ့ဒီမကောင်းတာကြီးကိုဘုန်းကြီးတို့ဗတ်တတ်နိုင်တယ်လေအဲ့လိုဖြစ်တာကြီးကိုမဖြစ်အောင်ဘယ်သူလုပ်နိုင်တယ်လဲစေကုသတာဟာမဖြစ်တာကိုဖြစ်အောင်လုပ်တာမဟုတ်ဘူးနော်ဟုတ်တယ်မို့လားအနေငယ်မြတ်တတ်တာရအောင်အကြောင်းတရားလေးတွေကိုအထိုက်လျောက်ပြင်တာပဲရှိတယ်ပြီးရင်အဲ့ဒီတိုင်းပဲမနာမကျန်းဖြစ်ပြီးတော့ဒုက္ခဖြစ်ပြီးတော့သေရမှာပဲအဖြေကထွက်ပြီးသားကြီးပဲလေဟုတ်တယ်မို့လားစဉ်းစားကြည့်နော်ကင်သေရတော့မယ်ဆိုဘလောက်ပဲနေခြင်းငါပဲချစ်မဲ့ခင်မဲ့လူတွေငါ့ကိုချစ်တဲ့ခင်တဲ့လူတွေလည်းအများကြီးငါဘလောက်ပဲဒီဟာကြီးကိုမျက်နှိုးတွေ့တာပြီးတော့မစွန့်နိုင်မလွတ်နိုင်ဘလောက်ပဲဖြစ်ဘလို့ရေးဆိုဘာမှလုပ်လို့မရအောင်ထောင်ဆိုတာလေးကိုအဲ့လိုလေးကပ်ပြီးတော့ဘုန်းကြီးကလက်တွေ့ကြမြင်တတ်စေခြင်းဘဝကိုဘာလို့ပြောတာတော့ထောင်စိတ်တိုင်းကြားသည်ဖြစ်စေမကြားသည်ဖြစ်စေမင်းနေပဲဒီသဘောလေးကိုပြောတာနော်ဉာဏ်ရှိသလောက်ချက်ပြီးတော့တွေးဟုတ်လားအဲ့ဒါကိုသဘောဘယ်လောက်ကြနိုင်မလဲ။မြတ်စွာဘုရားနိက္ခမပါရမီနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်တဲ့အခါမှာဘဝဟာထောင်ပဲ။နောက်ထောင်ထဲမှာစင်စင်ရကလရှိကြနေရတဲ့ထောင်သားတယောက်ဟာဒီထောင်ရဲ့ပုံမှာဘာတွေ့တာကန့်ကြီးမှုမှမရှိဘူးအမြဲတမ်းလွတ်မြောက်ရေးကိုပဲဥတည်ပြီးတော့သူနေတယ်။အဲ့ဒါလိုပဲဘဝကနေထွက်မြောက်မယ်ဆိုတဲ့စိတ်နဲ့ပဲနေရမယ်။နိက္ခမပါရမီဆိုတာအဲ့ဒါကိုပြောတာ။နော်ဘဝကထွက်မြောက်အောင်ပဲလုပ်မယ်ငါလုံးသမျှကောင်းမှုတွေမြင့်မြတ်တာတွေအကုန်လုံးဟာဘဝလွတ်မြောက်ရေးကိုတွန်းအားပေးနိုင်တဲ့အလုပ်မျိုးသာဖြစ်စေရမယ်ဒီတဲကိုตายရပြီးတော့နေမှာမဟုတ်ဘူး
ဒီသဘောကိုပြောတာနော်ကံမင်းတရားလူခိုးသားကိုသုံးပါးဝတ်နှောင်ဘဝထောင်၌လေးကောင်ဓာတ်မွေနဲ့အပ်ပေ၏နော်ဘဝထောင်ထဲမှာဘုန်းကြီးတို့ဗာရထားတာတော့ဓာတ်ကြီးလေးပါဆိုတဲ့ဝီကြီးလေးကောင်ရထားတာခုချိန်မှာဘုန်းကြီးတို့ရွှင်ရွှင်လန်းလန်းအာရှိပါရှိတတ်တောင့်တတ်တာနေနိုင်တယ်ဆိုတာမွေစိတ်ကကောင်းကောင်းမတက်လို့မတက်သေးလို့ဟုတ်လားမွေစိတ်ကကောင်းကောင်းမတက်သေးလို့ဘယ်တော့မှဒီမွေစိတ်မတက်ပါဘူးလို့အာမခံချက်မရှိဘူးနော်ဒီနေရာမှာမွေလေးကောင်အကြောင်းကိုစာထဲကအသေးစိတ်လေးဖွင့်ပြတာအလွန်ပြောစရာကောင်းတယ်နော်တချို့မွေတွေဟာကိုက်လိုက်လို့ရှိရင်တဲ့ထင်းချောင်းလိုမားတောင့်ပြီးတော့တခါတဲ့အကျိုးတွေတောင့်တင်းပြီးတော့တခါတည်းသေတယ်ဒါပထဝီဓာတ်ကိုသူကရည်ညွှန်းနေတာတချို့မွေတွေဟာကိုက်လိုက်လို့ရှိရင်မီးတောက်တယ်လို့မျိုးပူးလောင်ပြီးပူလာကြီးလောင်လာကြီးဆိုပြီးတော့သေရတယ်ဒါတေဇောကိုရည်ညွှန်းနေတာတချို့မွေတွေဟာကိုက်လိုက်ရင်တခါတဲ့ငပြောပင်ဓာတ်နဲ့ပန်းလိုက်တယ်လို့ဘိုင်းဘိုင်းလဲပြီးတော့သေရတယ်ဒါလေဓာတ်ကိုသူကရည်ညွှန်းနေတာတချို့မွေတွေဟာကိုက်လိုက်ရင်ပုတ်ပွားပြီးတော့သေရတယ်ဒါရေထဲဖောက်ပြန်တာသူရောအသေးမကောင်းလို့ဖြင်းဆွဲတာမျိုးကြီးပေါ့ဟုတ်လားအမျိုးမျိုးဖြစ်နိုင်တယ်တော့ဒါကြီးရဲ့နော်ဖြစ်နိုင်ကြီးတဘာဝကြီးကိုတိတိကြီးနဲ့ဘုန်းကြီးတို့တွေဟာမိထားနိုင်တယ်နော်ဒီသွေးတွေအသားတွေဒီအထက်ထက်ကလေးစားတွေဘာမဆိုဖြစ်နိုင်တယ်စောတော့ဘုန်းကြီးတွေကိုဒကမာကြီးတယောက်ရောက်လာတယ်ကင်ဆာဘုန်းကြီးပြောတဲ့အတိုင်းကင်ဆာဆဲတွေ့တာတဲ့ပျောက်ပြီးသားတက်တာပြီးသားအခုပြန်ပြီးတော့တွေ့တာဘုန်းကြီးကဘလို့အားပေးရတော့ဆိုတော့ကင်ဆာကိုကြောက်ကြတာမဟုတ်ဘူးပျက်စီးမှကိုကြောက်တာကင်ဆာကမပျက်စီးစေတတ်ဘူးဆိုရင်ကင်ဆာကိုရှိတယ်လို့တော့အောက်မေ့မှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားနာရမှာသေရမှာကိုကြောက်တာကင်ဆာကနာလည်းမနာသေးဘူးအရာတောင်မပြေဘူးဆိုရင်ကင်ဆာကြောက်မလားမသေးစေဘူးဆိုရင်ကြောက်မလားမြင်အောင်ကြည့်နော်အဲ့လိုဆိုရင်ကင်ဆာမဖြစ်လည်းပဲနားမှာပဲသေရမှာအကုန်လုံးကနာမျိုးသေမျိုးကိုယ့်တယောက်တည်းဖြစ်တဲ့ကိစ္စမဟုတ်ဘူးလို့မြင်အောင်ကြည့်အဲ့ဒါဆိုရင်အားရှိခုလူတွေကအတ္တကြီးကြီးနဲ့ဒုက္ခဖြစ်ပြီဆိုရင်ကိုယ့်တယောက်တည်းဖြစ်တယ်ထင်တယ်အဲ့ဒီမှာအားကလိုအပ်တဲ့ပို့ပြီးတော့ငဲနေတယ်ဒါတလောကလုံးဖြစ်တဲ့သဘာဝလောကရဲ့သဘောပဲနော်တွေးမိတာတွေရှောက်ပြောနေတရားရှိတော့မယ်နော်ဟုတ်လားပြောတရားတွေကအများကြီးကြံသေးတယ်အခုဒီလိုလေးနေနိုင်တာဟာမွေစိတ်မတက်သေးလို့ဒါပြောနေတာနော်ဒါကြီးကအစိတ်တက်မဲ့ဟာကြီးမုတ်ချတက်မှာတန်တရားမရှိနဲ့သေချာပေါက်ဒုက္ခပေးမှာသူစားဟုတ်လားအခုလားနောင်လားကာလပဲဘုန်းကြီးတို့မသေးကြတာပေးမှာတော့အသေးချာပဲပြီးရင်အဲ့ဒါဒုက္ခပေးလို့သေရမှာပဲဓာတ်လေးပါးတဘာဝဖောက်ပြန်လို့သေရမှာပဲနော်အဲ့ဒါကိုကဘာလုပ်ထားနားလေထားမြင်ထားတွေးထားသိထားအဲ့ဒါဆိုလို့ရင်ဘုန်းကြီးတို့ကတန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်ချင်စိတ်တွေထက်သန်လာမယ်မဟုတ်တာကိုရှောင်ကျင်လို့စိတ်တွေထက်သန်လာမယ်သူ့ရဲ့အကျိုးရလဒ်ကအလွန်ကြီးမားတယ်တကယ်တမ်းကအမှန်တရားကိုမြင်ရတာအလွန်ကောင်းတယ်နော်ကံမင်းတရားလူခိုးသားကိုသုံးပါးဝတ်နှောင်ဘဝထောင်၌စကလုံးလေးတွေသုံးထားဖို့နော်ကံမင်းတရားဥပမာဥပမေယကိုတွဲထားတာလူခိုးသားကိုတရဝဆိုတာခိုးသားပဲကံမင်းတရားလူခိုးသားကိုသုံးပါးဝတ်နှောင်ဘဝထောင်၌လေးကောင်ဓာတ်မွေဟောလေးကောင်ဓာတ်မွေဘလောက်ညံကြီးတော့ဒါမင်းကုန်းဆိုတော်ဘုရားကြီးရဲ့လက်ရနော်လေးကောင်ဓာတ်မွေနှင်းအပ်ပေ၏အဲ့ဒီဓာတ်ကြီးလေးပါမွေကြီးလေးကောင်ကိုဘုန်းကြီးတို့ကကြောက်အောင်မှမသိဘူးနော်မွေချစ်သူတွေပါနော်ဘုန်းကြီးကမွေမြင်အရမ်းကြောက်တာမျက်လျှောလဲကြောက်တာပဲကြည်လည်းမကြည့်ခြင်းဘူးမြင်လည်းမမြင်ခြင်းဘူးမသေးတတ်ဘူးအစိမ့်မရှိဘူးဆိုလဲကြောက်တာပဲအဲ့ဒါကိုတချို့ကမွေကိုအရမ်းချစ်တာလေဩခံစားလို့မရဘူးမွေကိုချစ်တယ်နော်ခုဘုန်းကြီးတို့ကဒါကပဂရိမွေကိုပြောတာမဟုတ်ပါဘူးဓာတ်ကြီးလေးပါးကိုဘုန်းကြီးတို့နှစ်သက်မျက်နှိုးနေတယ်သူကပေးမဲ့ဒုက္ခကိုမမြင်ဘူးဒါကြောင့်မို့လို့ပဂရိမွေကိုတော့မုန်းသူချစ်သူအမျိုးမျိုးရှိနိုင်တယ်ဒါပေမဲ့ပုထုသင်တော်တွေတော့ဓာတ်ကြီးလေးပါးမွေလေးကောင်ကိုတော့မလုပ်နေကြချစ်နေကြနော်မွေချစ်သူတွေဟုတ်လားအဲ့ဒီမွေကြီးလေးကောင်ကိုဒါအစိတ်ပြင်းတယ်လို့ကလျာဏမိတ်တမိတ်ကောင်းဆွေကောင်းဉာဏ်ရှိတဲ့လူကလာပြီးတော့သတိပေးတယ်အဲ့ဒီလူကဘယ်သူတုံးဆိုတော့မြတ်စွာဘုရားကံမင်းတရားလူခိုးသားကိုသုံးပါးဝတ်နှောင်ဘဝထောင်၌လေးကောင်ဓာတ်မွေနှင်းအပ်ပေ၏ပရမေဗုဒ္ဓမိတ်ကောင်းမ၍တဲ့ဟောဘုန်းကြီးတို့မိတ်ကောင်းမခံရနော်ပရမေဗုဒ္ဓမိတ်ကောင်းမ၍ဘဝဝတ်နှောင်မွေလေးကောင်မှလွတ်အောင်ယုံထွက်ပြေးပါလျက်လီ
ဘင်းရပြီးတယ်ဆိုတာသိတဲ့အခါကျတော့နောက်ထပ်လူသားသမား9ယောက်လွှတ်လိုက်တယ်လူသားသမား9ယောက်ကဘာတော့ဆိုတော့ခန္ဓာ9ပါးနေ့လေတောင်ရှင်းပြနော်ဖောက်ပြန်မှုအဆူဝေးကြီးယူဘခန္ဓာရုပ်ခန္ဓာတစ်မျိုးနာမ်ခန္ဓာကဘယ်နှမျိုးတော့4မျိုးခံစားမှုရှုတော်ကကြည်ပြောတယ်မှတ်သားမှုရှုတော်ကကြည်ပြောတယ်အကောင်အဆိုးအမျိုးမျိုးတုံ့ပြန်ဖြစ်ပေါ်နေမှုသင်္ခါရရှုတော်ကကြည်ပြောတယ်သိမှုရှုတော်ကကြည်ပြောတယ်တကယ်တမ်းကသိမှုကခေါင်းဆောင်သိပြီဆိုတာနဲ့ဘုန်းကြီးတို့ခံစားမှုပါပြီးသားဘာပဲညာပဲမှတ်ထင်မှုပါပြီးသားအကောင်အဆိုးတုံ့ပြန်မှုတစ်ခုခုပါပြီးသားနန္တရားတွေအလုံးလုံးပုံကိုလက်တွေ့သိရမယ်နော်ဘယ်မှာဖြစ်နေတာပြောနေတာတော့ကိုယ်မှာဖြစ်နေတာကိုပြောနေတာဟုတ်လားမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတွေကဘဝအကြောင်းပြောထားတာကြီးပဲအယံအံ့ဩစရာကောင်းတဲ့တခြားဘာသာတရားတွေကိုလေ့လာကြည့်နော်မြတ်စွာဘုရားဘာကိုပဲပြောတယ်လေဘဝရဲ့အကြောင်းကိုပဲပြောတယ်ဘဝဟာတကယ်တမ်းကဆင်းရဲပဲအဲ့ဒီဆင်းရဲကိုဘလို့ချုပ်ငြိမ်းအောင်လုပ်ရမလဲနီလန်းကိုပါမြတ်စွာဘုရားသိခဲ့တယ်မြင်ခဲ့တယ်အဲ့ဒီနီလန်းကိုအသုံးချပြီးတော့မြတ်စွာဘုရားကိုတော်လိုက်ချုပ်ငြိမ်းခဲ့တယ်လွတ်မြောက်ခဲ့တယ်ဒါကိုဘုန်းကြီးတို့ကနောက်ကနေပြီးတော့ညံနဲ့လိုက်ပြီးတော့သက်ဝင်နိုင်ဖို့ကြိုးပမ်းအထောက်ရမယ်ပေါ့နော်အခုအဲ့ဒါတွေကိုပဲပြောနေတာနော်အဲ့တော့ခန္ဓာ၅ပါးဆိုတာကိုမြတ်စွာဘုရားဒီနေရာမှာတွေ့ရသိတိုင်းဒါမဆိုင်ကိုယ်ကိုတတ်မဲ့လူသက်သမားဘာလို့လူသက်သမားနဲ့တင်စားသလဲဆိုတော့အမြဲတမ်းသေနေလို့နော်သေတယ်ဆိုတာမရှိတော့တဲ့သဘောပေါ့ဟုတ်တယ်မဟုတ်လားဘုန်းကြီးတို့ဘယ်လောက်ကြိုက်ဘယ်ခံစားမှုလေးပဲဖြစ်အခိုက်အတန့်လေးပဲလေခိုက်တန့်လေးဆိုရင်ဘယ်လောက်ကြာဘယ်လောက်တူတောင်းလို့တူတောင်းနေဆိုတာတော့ပြောဖို့အလွန်ခက်ပါတယ်ဒီထဲမှာဉာဏ်ရှိတဲ့လူတွေပါရင်ရိပ်မိနိုင်လိမ့်မယ်ထင်တယ်ရွေးရည်100လောက်ရှိတဲ့စာအုပ်ကြီးတစ်အုပ်ကိုချွန်ထက်တဲ့တန်ချောင်းတစ်ချောင်းတင်ပြီးတော့10ပေါင်တူနဲ့ထုချလိုက်ဒိုင်းဆိုတဲ့အချိန်တွင်လေးမှာစာအုပ်ကြီးကဟိုဘက်ဒီဘက်ပေါက်သွားတယ်ဒိုင်းဆိုတာကဒိုင်းဆိုတဲ့အချိန်လေးကတစ်စက္ကန့်ရဲ့10ပုံလို့တပုံတောင်ကြာမယ်မထင်ဘူးနော်အဲ့ဒီအချိန်လေးအတွင်းမှာဒီရွက်ရည်1000ပေါက်သွားတယ်တပြိုင်တည်းပေါက်သွားတာလားတရွက်ပြီးမှတရွက်ပေါက်သွားတာလားဒီတရွက်ကိုဖောက်တယ်နောက်တရွက်မဖောက်သေးခင်မှာတရွက်နဲ့တရွက်ကြားလေးရှိသေးတယ်အဲ့ဒါကိုဖောက်အောင်မယ်အဲ့ဒါပြီးမှဒုတိယရွက်ကိုဖောက်မယ်ပြောတာကအလွန်နှေးတယ်ဖြစ်စဉ်ကဒိုင်းဆို100လုံးပြီးသွားတယ်တရွက်ကိုဖောက်တဲ့အချိန်ကဘယ်လောက်ကြာဘယ်လိုပြောမလဲစဉ်းစားနော်ဘုန်းကြီးတို့ရဲ့ဒီဖြစ်ချင်းတရားတွေဟာအဲ့လောက်မြန်ဆန်ပြက်တယ်ဟုတ်လားတောက်လျှောက်ဖြစ်ပြီးတောက်လျှောက်မရှိတော့ဘူးနောက်ထပ်အသစ်တစ်ခုပဲအလွန်မြန်ဆန်သွားတယ်အဲ့ဒီလောက်ကြီးမြန်ကြီးပြက်နေတာကိုသိရမယ်လို့ဘုန်းကြီးကဆိုလို့နေတာမဟုတ်ဘူးဒါကဉာဏ်နဲ့စဉ်းစားပြီးတော့လက်ခံထားရမယ်နားလည်ထားရမယ်စိတ်ကတော့အဲ့လောက်ကြီးသိချင်မှလည်းသိမယ်ပေါ့ဟောတအုပ်စုဖြစ်ပြီးရင်မရှိတော့ဘူးလို့သိရင်လည်းပဲတရားရနိုင်ပါတယ်ဟုတ်လားတကယ်သာသိအောင်လုပ်အဲ့လောက်ကြီးလည်းဖြစ်တဲ့အတွက်အတွင်းကိုဂရေတသိန်းလောက်ဖြစ်ပြီးချုပ်တယ်ဆိုတာကြီးသိဖို့ကအဲ့ဒါဖရာရဲ့ဉာဏ်အရာဟုတ်လားကိုသိဖို့ရာကအခုငါချမ်းသာနေတယ်ဩဒါမရှိတော့ဘူးပဲနောက်ထပ်တစ်မျိုးဖြစ်နေပြီပဲကိုယ့်ရဲ့စိတ်တည်ငြိမ်မှုများလာတာနဲ့အမျှပိုးပြီးတော့မြန်ဆန်ပြစ္ဆုတ်ပံကိုပိုင်းဖြတ်နိုင်တဲ့သဘောလေးရှိလာလိမ့်မယ်အဲ့လိုဖြစ်လေဩဒီဖြစ်နေတဲ့သဘာဝတရားတွေဟာတကယ်ကိုဘာမှသုံးစားလို့မရတဲ့အရာတွေရှိမှမရှိတော့တာတောက်လျှောက်ဖြစ်တယ်တောက်လျှောက်မရှိတော့ဘူးအဲ့ဒီနီးနဲ့အကုန်လုံးကုန်ခဲ့တယ်ဆုံးခဲ့တယ်ပြီးခဲ့တယ်ပျောက်ခဲ့တယ်ဝါပြီးပျောက်ပါကွာလို့ပြောတဲ့စကားလေးကိုလေးနက်သိစေခြင်းတယ်အဲ့ဒါတော့ပြီးပျောက်ဟုတ်လားကျွတ်တော့အဲ့ဒီအမှန်တရားကိုမသိတဲ့အခါကျတော့ဘဝရဲ့ပုံမှာအထင်ကြီးနဲ့အကြီးအကျယ်ကိုမလုပ်ထားတာတော့ဖက်တွယ်ထားတာနော်ဘာလို့မြင်သိကျင်တာတော့မြတ်စွာဘုရားလူသားသမားတွေလို့မြင်စေခြင်းတာအမြဲတမ်းတတ်နေတာအတိတ်တပံထက်မွေးဖွားနေရတာဒီသဘောလေးကိုမြင်စေခြင်းတာနော်ဒါကြောင့်လူသားသမားနဲ့ဘာကြောင့်ခန္ဓာ၅ပါးကိုဥပမာပေးရတယ်လဲဆိုတာကိုအဲ့လိုလေးမြင်စေခြင်းတာအနိစ္စကိုပို့ပြီးတော့ပေါ်လွင်ထင်ရှားစေခြင်းလို့မြတ်စွာဘုရားဒီဥမာကိုပေးတယ်နော်ကံမင်းတရားလူခိုးသားကိုသုံးပါးဝတ်နောင်ဘဝထောင်၌၄ကောင်တက်မွေနှင်းအပ်ပေ၏ပရမေဗုဒ္ဓမိတ်ကောင်းမှ၍ဘဝဝတ်နောင်မွေ၄ကောင်မှလွတ်အောင်ယုံထွက်ပြေးပါလျက်လီလက်နက်ကိုစီဆွဲပိုက်ချီသည့်လောကီခန္ဓာ၅ပြာဟူသာသူတတ်များနှင့်
ကြားထဲမှာပြောဖို့ကြံသွားပြေးတယ်ဆိုတဲ့စကားလေးပြေးတယ်ဆိုတာသိအောင်လုပ်တာကိုပြောတာဉာဏ်ခြေလမ်းများဖြင့်ပြေးတယ်လို့မင်းကုန်းဆိုကြီးကတော့အဲ့လိုလေးသုံးတယ်နော်အနိစ္စကိုမြင်တယ်ဒုက္ခကိုမြင်တယ်အနတ္တကိုမြင်တယ်အဲ့ဒီအတိလေးတွေဟာလွတ်မြောက်ဖို့အတွက်နော်လွတ်မြောက်ရာဒီကိုရှေ့ရှုနေတဲ့ကိုယ့်ရဲ့ခြေလမ်းလေးတွေမြင်ရလားမသိဘူးမြင်ရနော်လွတ်မြောက်ရာဒီကိုရှေ့ရှုတဲ့ခြေလမ်းလေးတွေတလန်းပြီးတလန်းလှမ်းနိုင်ဖို့လိုမယ်ပေါ့ကိုခွန်ကြီးတို့ကဘာလုပ်နေတာများဆိုတော့ဇုံရက်နေတာများမယ်နော်ပိတ်နေတဲ့ဘက်ကိုပဲလှည့်ပြီးတော့ပြေးနေတာလဲရှိကောင်းရှိမယ်နော်တန်တရားလဲလဲဖို့ပဲပြေးနေတာလွတ်ဖို့အတွက်ပြေးတာမဟုတ်ဘူးလွတ်ဖို့အတွက်ဘာလုပ်ရမှာတော့ပြေးရမယ်လွတ်ဖို့အတွက်ပြေးတယ်ဆိုတာဘာကိုပြောတာတော့ဉာဏ်ဖြစ်တာကိုပြောတာတိလိုက်တာကိုပြောတာနားလည်လိုက်တာကိုပြောတာဘလို့နားလည်တာတော့မှန်မှန်ကန်ကန်နားလည်တယ်အော်ပြီးဆုံးသွားတယ်ပျောက်ကွယ်သွားတယ်နောက်ထပ်ဖြစ်လာတယ်ပြီးဆုံးသွားတယ်ပျောက်ကွယ်သွားတယ်ဘယ်တော့မှအဲ့ဒီအခြေအနေမှန်ကို तू ဟာမစွန့်ဘူးနော်ရုပ်တည်တဲ့နေရာဖြစ်လာတိုင်းမဖြစ်သွားတာတော့ပြီးဆုံးသွားတယ်ကိုကသာသူ့ကိုမေ့နေတာ तू ကပုံမှန်ဖြစ်ပြီးတော့ပုံမှန်ပဲပြီးလိုက်တာပဲဒါကြောင့်မနေ့ကဘာတွေဖြစ်ခဲ့တယ်ပြောပြောအခုမရှိတော့ဘူးလေဒီနေ့ဘာတွေဖြစ်တယ်ပြောပြောမနေ့ပြန်ဒီဟာမဟုတ်ဘူးမနေ့ပြန်ဟာပဲစောစောဟာပဲအခုဟာပဲဒါတဲ့ရှင်းအောင်တော့ဘုန်းကြီးကပြောတတ်တော့ဘူးနော်ဘာပြောနေတာတော့ခန္ဓာ၅ပါးဟာလူသားသမား9ယောက်လို့ပေးတဲ့ဥမာလေးကိုပို့ပြီးတော့ရှင်းလင်းစေခြင်းလို့ဟုတ်လားလောကီခန္ဓာ၅ပြားဟူသာသူတများနဲ့ထံပါကက္ခတက်ခွင့်ရှာသည့်တဏခေါ်မှတ်တွင်းလူတတ်တို့ဟောနန္ဒီရာဂလို့အဲ့ဒီမှာတော့သုံးပါတယ်နန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာဆွဲမဲ့တာဘုန်းကြီးကတော့ဘယ်လိုလေးနားလည်မိတုံးဆိုတော့လောဘအပျော့သားနဲ့လောဘအပြင်းသားလို့အဲ့လိုလေးနားလည်မိတယ်နန္ဒီရာဂနန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာဆွဲမဲ့တာဝိဖြူလေးပေါ်မှာအယောင်တစ်ခုထင်းသွားပြီဆိုရင်ချွတ်လို့မရတော့ဘူးဆွဲသွားအာယုံတစ်ခုကိုအလွန်မင်းကိုဖက်တွယ်ထားတာမလွတ်နိုင်ဘူးမမြင်ရမနေနိုင်မကြားရမနေနိုင်အဲ့ဒါယာဂဆိုအဲ့ပြောတာနန္ဒီဆိုတာကဘာတော့နှစ်သက်တာရာဂဆိုတာဆွဲမဲ့တာအဲ့ဒီနန္ဒီရာဂဆိုတဲ့တဏှာလောဘဟာအတွင်းလူယုံပဲတဲ့လောဘကိုပြောတာနော်ဘာပြောနေတာတော့ဘုန်းကြီးတို့ဟာလောဘပြောရင်ယုံတယ်လောဘပေါ်မှာယုံကြည်မှုအပြည့်ရှိတယ်ဟုတ်လားငယ်တငယ်ချင်းလောဘပေါ်မှာယုံကြည်မှုရှိတယ်သူတရားဟောလိုက်ရင်နှစ်ခါမဟောရဘူးတစ်ခါတည်းဟုတ်ပြီလို့လှုပ်လိုက်ပြီးသားပဲဟုတ်လားနားလည်လားမသိဘူးဟင်လောဘနဲ့ကိုယ်နဲ့အကြိမ်ကြိမ်ထပ်ဆွေးနွေးရတွေဝင်ဘူးမယ်ထင်ပါတယ်ဟင်လက်ခံလိုက်ပြီးသားပဲမဟုတ်လားရမှဖြစ်မှာဖြစ်မှာဟုတ်လားမဖြစ်ဘူးကိုမရှိဘူးတော့သူ့ဥစ္စာဟုတ်လားရမှဖြစ်မှာနော်လောဘကအလွန်နူးညံ့သိမ်မွေ့တယ်အလွန်မှလည်းနဲ့ဆိုင်တယ်ကျေပြန့်တယ်သူလိုချင်တာကမျိုးမဆုံးဘူးငွေကြီးကိုလိုချင်တာလေးမှလောဘလို့မထင်လေနဲ့လိုချင်တာလေးမှအများကြီးဒါငါလှုပ်လိုက်တာပေါ့လို့သိသိခြင်းနဲ့လောဘကတော်တော်ဆိုးတယ်ဟုတ်လားကိုယ်လူသိစေခြင်းနဲ့လောဘရဲ့နေပဲလောဘရဲ့အကြောင်းပြောကုန်နိုင်ဝယ်ရမရှိဘူးဟုတ်လားနေရာတကာတငါနဲ့နော်အဲ့လိုမျိုးအမြဲတမ်းဒီစိတ်ဟာလောဘရဲ့လွှမ်းမိုးချုပ်ကင်မှုအောက်မှာပဲဖြစ်နေတယ်လို့တောင်ပြောလို့ရတယ်ဥနောလောကောအတ္တိထောတဏှာတာသောအလွန်ထင်ရှားတဲ့ဒေသနာလေးတစ်ခုတတ္တဝါတွေကဘယ်တော့မှပြည့်စုံတယ်ဆိုတာမရှိဘူးအားရတယ်ကျင့်တတ်တယ်ရောင်ရဲတယ်ဆိုတာမရှိဘူးအလိုဆန္ဒရဲ့ကြီးကျွံမျှပဲလောဘအကြံပေးတဲ့အတိုင်းနာခံတယ်လောဘတွေးခိုင်းတဲ့အတိုင်းတွေးတယ်လောဘပြောခိုင်းတဲ့အတိုင်းပြောတယ်လောဘလှုပ်ခိုင်းတဲ့အတိုင်းလှုပ်တယ်ဒါကြောင့်ကိုယ့်ဘဝကိုယ်စိတ်တိုင်းကြရှင်းသန်းနေတာမဟုတ်ဘူးအလိုဆန္ဒရဲ့စိတ်တိုင်းကြရှင်းသန်းနေတာမဟုတ်လို့တဏှာဓာတကြီးကျွံအရှင်သခင်မဟုတ်ဘူးကို့မှာအရှင်သခင်ရှိတယ်ကို့အရှင်သခင်ကဘယ်သူလုံးဆိုရင်လောဘခုဒီဒေသနာမှာတော့မြတ်စွာဘုရားလောဘကိုလို့ပြောတာတော့အတွင်းလူယုံနဲ့နောက်ကျောဓာတ်နဲ့ထိုးမဲ့အကောင်စိတ်နာအောင်ပြောနေတယ်လို့တောင်ဘုန်းကြီးကနားလည်မိတယ်။ဩမြတ်စွာဘုရားသုံးနှုံးပုံလေသစ္စာပေါက်အတွင်းလူယုံကိုယ်အယုံသွင်းပြီးတော့ဒုက္ခပေးမဲ့လို့ဟုတ်လားဘယ်သူတော့ကိုလောဘပဲ။ဘုန်းကြီးတို့ကလောဘကိုအပြစ်မမြင်နိုင်ဘူးနော်။ဒီသဘောလေးကိုဘုန်းကြီးတို့ရှင်းတွေးပြီးတော့ဩမြတ်စွာဘုရားဟောတာဟုတ်လိုက်တာမှန်လိုက်တာတို့သဘောနဲ့တစ်ထပ်သေးပဲလို့အဲ့လိုလေးနားလည်စေခြင်းဟုတ်လား။ဒါကြောင့်အတွင်းလူယုံဆိုတာဘာကိုပြောတာတော့တဏှာလောဘကိုပြောတာတဲ့နော်လောကီခန္ဓာ၅ပြားဟူသာသူတများနဲ့ထံပါကက္ခတက်ခွင့်ရှာသည့်တဏှာခေါ်မှတ်တွင်းလူတတ်တို့ထက်ကြက်မကွာကလျက်ပါ၏
ရွာပြကြီးနယ်ရှေ့6သွယ်ကကိုးကွယ်မရစိတ်သုံးလှခဲ့အားကိုးစရာဘာမှမရှိတဲ့ရွာပြကုန်းအိမ်6လုံးနဲ့ဖွဲ့စည်းတည်ဆောက်ထားတယ်အဲ့ဒါဘာပြောတာလဲဆိုတော့အတွင်းအာယတနာ6ပါးကိုပြောတာတဲ့မျက်စိနာနာလျှာကိုယ်စိတ်ဖြင့်ဖွဲ့စည်းတည်ဆောက်ထားတဲ့ဒီခန္ဓာရွာကလေးနော်ဒီကိုယ်ပေါင်းကြီးကိုမြင်ကြည့်လိုက်ဟုတ်လားအိမ်လို့ပြောမယ်ဆိုရင်တော့ဒီအာယတနာ6ပါးကိုဓာရတကားလို့သုံးတယ်တကားလို့သုံးမယ်ဆိုရင်တော့အိမ်လို့ဥမာပေးလိုက်တာကောင်းတယ်အခုဟာကမျက်စိဒီပင်လည်းအိမ်ဖြစ်နေတယ်နားဒီပင်လည်းအိမ်ဖြစ်နေတယ်နှာခေါင်းဒီပင်လည်းအိမ်ဖြစ်နေတယ်အဲ့လိုဆိုရင်ဒီခန္ဓာကိုယ်ကြီးကဘာဖြစ်သွားပြီတော့ရွာဖြစ်သွားပြီဒီခန္ဓာရွာကိုမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အိမ်6လုံးနဲ့ဖွဲ့စည်းထားတယ်ဒီထဲမှာဘာအာကိုအာရပြုစရာရှိတယ်လဲဆိုဘာမှမရှိဘူးတဲ့တုတ်စကင်ညီဝခာယတိသုံးညကင်ညီဝခာယတိမြတ်စွာဘုရားရဲ့မူရင်းစကားလုံးလေးတွေအချီးနီးပဲအလကားပဲဘာမှအသုံးမကျတာတွေကြီးပဲလို့ဉာဏ်ရှိတဲ့လူဟာမျက်စိရဲ့အပေါ်မှာအဲ့လိုမြင်တယ်နားရဲ့အပေါ်မှာအဲ့လိုမြင်တယ်နော်အနံ့ကိုတည်တတ်တဲ့အရာသာကိုတည်တတ်တဲ့နော်တခြားအာယတနာတွေရဲ့အပေါ်မှာလည်းပဲဘုန်းကြီးတို့နီးတူအဲ့လိုတွေးရမယ်ပေါ့နော်သူကဘာဘူးလို့သူ့ကိုဒီအသုံးမကျတဲ့တန်ဖိုးမရှိတဲ့အလကားဟာတွေလို့ပြောရတာတော့ဆိုရင်နေဆာသဘောဒုက္ခသဘောအတ္တသဘောစိတ်သုံးနေလို့ဘုန်းကြီးတို့တန်ဖိုးရှိတယ်မရှိဘူးဆိုတာကိုအဲ့ဒီသုံးချက်နဲ့တိုင်းတာကြည့်တဲ့နယ်လို့ဒါဘုန်းကြီးတွေးမိတာလေးကိုပြောပြတာနေဆာသဘောဒုက္ခသဘောအတ္တသဘောပါမအဲ့ဒါလေးကဘာတော့တန်ဖိုးရှိတာနေဆာဆိုတာဘာဒီတိုင်းလေးတည်မြဲနေတာကိုပြောတာအတည်မြဲဘူးတည်မြဲမှုဘာမှကိုမရှိဘူးခဏနဲ့ပြတ်မှာဆိုလေးတန်ဖိုးမဲ့လေးပဲဆိုရတော့ဖုံးတစ်လုံးသွားပဲတယ်ဝရန်ဒီများတာနဲ့ဝရန်ဒီနဲတာနဲ့တန်ဖိုးတူလားဝရန်ဒီကိုမရှိဘူးဆိုလို့ရှိရင်တော့အဲ့ကြိုက်ရင်ဝယ်ပဲသူကဘာအာမခံချက်မှမရှိဘူးနော်အဲ့တော့ဘာပြောနေအောင်လို့ဒီခန္ဓာကပြက်မှာသူကနိစ္စသဘောမရှိဘူးသူကအနိစ္စသဘောဒါကြောင့်တန်ဖိုးမရှိဘူးလို့ပြောတာဒုက္ခသဘောမရှိဘူးဒုက္ခသဘောသူကဒါဒီဘုန်းကြီးတို့ကနားမလည်ဘူးနော်အတ္တကိုစိုးကိုပိုင်ကိုစိတ်တိုင်းကြအကုန်လုတ်ပေးတဲ့သဘောအကုန်ဖြစ်ပေးတဲ့သဘောဒီခန္ဓာမှာဘာမှမရှိဘူး။ဘုန်းကြီးကတော့တခါလေးအပေါ်ယံလေးတွေးကြည့်ပါတယ်။အော်မစားဘဲနဲ့ရှင်ရင်ဘယ်လောက်မြန်ကောင်းမလို့ကျွေးစရာမလိုဘဲနဲ့ရှင်။နော်အခြေခံလိုအပ်ချက်ကြီးတွေနဲ့သွားတာအကြီးကြီး။အဲ့ဒါယုံရင်ကန်ရင်နဲ့ဒီလိုနဲ့ပဲပြီးတော့လည်းပဲဘာမှအဖတ်မတင်ဘူးပြီးတော့လည်းပဲတည်သွားမှာပဲ။ဒါအမှန်တရားပဲလေ။ဟုတ်တယ်မို့လား။ဒါကြောင့်မို့လို့ဒီမှာမြတ်စွာဘုရားကဉာဏ်ရှိတဲ့လူဟာမျက်စိကိုသုံးသက်ကြည့်တယ်ဘာအကိုးရမှမရှိဘူးဘာအသုံးချရမှမရှိဘူးဘာတန်ဖိုးမှမရှိဘူးလို့ခုနတုန်းကတဲကုတ်ကလေးတဲကိုဝင်ကြည့်တဲ့လူဟာဘာမှမတွေ့သလိုမျိုးအဲ့တိုင်းဥမာပေးတာနော်မျက်စိနာနာလျှာကိုစိတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ဒီခန္ဓာရွာကိုမြတ်စွာဘုရားတန်ဖိုးမရှိဘူးလို့မြင်စေခြင်းတာဘုန်းကြီးတို့ဘယ်လောက်မြင်နိုင်ပြီတော့မမြင်လို့လဲဘုန်းကြီးကအပြစ်တင်နေတာမဟုတ်ဘူးနော်ဒါပေမဲ့ကိုယ်မှာပန်းတိုင်ရှိတယ်ကိုကဗုဒ္ဓဘာသာဖြစ်တယ်မြတ်စွာဘုရားရဲ့ပုံမှာယုံကြည်တယ်အဲ့လိုဆိုရင်ဒီခန္ဓာရွာကိုမြတ်စွာဘုရားဒီလိုလို့ပြောတယ်ငါမသိနိုင်သေးဘူးမမြင်နိုင်သေးဘူးဆိုရင်ဒါငါညံ့နေသေးလို့ဘုရားကတော့မဟုတ်ဘဲနဲ့မဟောဘူးလို့အဲ့လိုပုံမှာဘုရားရဲ့ပုံမှာယုံကြည်မှုနဲ့မျက်နှိုးစေခြင်းဒါကိုပြောတာဟုတ်လားအခုလောလောဆယ်သိချင်မှလည်းသိမယ်ပေါ့ဟုတ်တယ်မို့လားဒါပေမဲ့ဘုန်းကြီးတို့သတိပဋ္ဌာန်တရားကိုစ조사အထုတ်မယ်ဆိုလို့ရှိရင်ခန္ဓာရွာဟာတန်ဖိုးမဲ့တယ်ဆိုတာကိုသိနိုင်မှလိမ့်မယ်ကိုကနိလန်းတကြမလုပ်ဖဲနဲ့မသိရဘူးမမြင်ရဘူးဆိုပြီးတော့ဒေသနာကိုမယုံမကြည်ဖြစ်မယ်ဆိုရင်တော့ဒါကမိုင်မဲရရောက်တယ်လို့ဘုန်းကြီးကတော့မြင်တယ်နော်အဲ့ဒါမောင်တို့လူငယ်လေးတွေဘုန်းကြီးကဝေဖန်သုံးသက်ချက်ကလေးတွေများများထည့်ပြီးတော့ဒီသုတ်တန်လေးကိုပြောကြည့်နေတာဟုတ်လားမျက်စိနာနာလျှာကိုစိတ်ဖြင့်ဖွဲ့စည်းတည်ဆောက်ထားတဲ့ဒီခန္ဓာရွာလေးဟာဘာတန်ဖိုးမှမရှိဘူးတန်ဖိုးမရှိရတဲ့အထက်ဟောဓမြ6ယောက်ကမိတို့ကိုစီကင်ပြီးတော့လာရှို့တယ်တဲ့ဟောကြံလေးရနော်ဥမာနော်ရွာပြကြီးနယ်ရှေ့6သွယ်ကကိုးကွယ်မရစိတ်သုံးလှခဲ့တပြတတ်သားနောက်ဆက်ပွားသည်6ပါးအာယတနာတောင်းကျမ်းလှခဲ့တယ်ဓမြ6ယောက်မိလာရှို့တယ်ဘယ်လိုကိုပြောတာတုံးဆိုတော့အာယုံ6ပါးကိုပြောတာဒီအယောင်လေးတွေကဒီမျက်စိကိုຢာကသို့မဟုတ်ဒေါသဖြစ်အောင်အမြဲလာလုပ်နေတယ်နော်ချစ်ချင်းမုန်းချင်းဖြစ်အောင်လာလုပ်နေတယ်ချစ်ချင်းကလည်းမိပဲမုန်းချင်းကလည်းမိပဲကြိုက်ချင်းကလည်းမိပဲမကြိုက်ချင်းကလည်းမိပဲနှစ်သက်ချင်းမနှစ်သက်ချင်းမိပဲလောဘဒေါသကိုပဲစကလုံးမျိုးမျိုးနဲ့ပြောနေတာဟုတ်တယ်ဘုန်းကြီးတို့မြင်ပြီးတော့မှပဲကြိုက်တယ်မကြိုက်ဘူးဆိုတာလေးဖြစ်တယ်
ကြားရလို့ပဲကြိုက်တယ်မကြိုက်ဘူးဆိုတာတွေဖြစ်နေတာစားရလို့ပဲကြိုက်တယ်မကြိုက်ဘူးဖြစ်ရတယ်တွေ့ရလို့ပဲကြိုက်တယ်မကြိုက်ဘူးဖြစ်ရတယ်ဒီအတွေ့အထိမှာလည်းပဲနူးညံ့တဲ့တတ်တာတဲ့တက်မဲ့ဖွယ်ကောင်းတဲ့တွေ့ထိမှုတွေရှိသလိုကြမ်းထမ်းတဲ့ခက်ထမ်းတဲ့ပူလောင်တဲ့ဆက်ရှားတဲ့အတွေ့အထိရောမရှိဘူးလားယောဂဝေဒနာဖြစ်ပြီးအမလီလူလှိမ့်နေအောင်အော်ဟေ့ရပြီဆိုအဲ့ဒါဖုဒ္ဓဘာယုံကနှိမ့်ဆက်တာဟုတ်တယ်မဟုတ်လားထုံစည်းတွေဘာတွေထိုးလိုက်မှဘိန်းပါတဲ့ဆေးတွေဘာတွေစားလိုက်မှနာတာတွေကြိုက်တာတွေခဲတာတွေတတ်တာသွားတယ်ဆိုတာကြားဘူးတယ်မဟုတ်လားဘယ်သူနှိမ့်ဆက်တာဒီအာယုံနှိမ့်ဆက်နေတာနော်အဲ့ဒီလိုကြမ်းထမ်းတဲ့အာယုံနဲ့ဘုန်းကြီးတို့ကိုဒေါသဖြစ်အောင်လှုပ်လိုက်နူးညံ့သိမ်မွေးတဲ့အာယုံနဲ့ဘုန်းကြီးတို့ကိုတက်မဲ့အောင်လှုပ်လိုက်အဲ့ဒါဘာလုပ်နေတာမီးရှို့နေတာပေါ့ဟုတ်လားမြင်ပြီးတဲ့နောက်မှာလောဘဒေါသဖြစ်တာကြားပြီးတဲ့နောက်မှာလောဘဒေါသဖြစ်တာအခြေချက်ပြီးတော့စဉ်းစားလိုက်ဒီတစ်မျိုးတည်းကိုတရားကိုဟောနေမယ်ဆိုလို့ရှိရင်ကိုနားလေလို့မဆုံးနိုင်ဘူးတလောကလုံးဟာဒါပဲလေဒါနဲ့ပဲမီးတောက်နေတာပဲမဟုတ်လားကိုဘွားလည်းဒီတိုင်းပဲမီးတောက်နေတာသူများဘွားလည်းဒီတိုင်းပဲမီးတောက်နေတာဘဂရီမီးလောင်မှမီးတောက်တယ်လို့မထင်လေနဲ့နော်ဘဂရီမီးကလည်းများသောအားဖြင့်လူချင်းချင်းရှို့တဲ့မီးတွေဆိုလို့ရှိရင်အဲ့ဒီလောဘဒေါသမီးကအခြေခံပြီးတော့မှဖြစ်လာတဲ့မီးလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်ခုကဘာရရမှာစစ်ပွဲတွေအမျိုးမျိုးဖြစ်လောင်ကျွမ်းနေကြတယ်ဘယ်ကနေစဒီလောဘဒေါသမီးကနေစတာပဲမဟုတ်လားအကယ်၍သာလောဘဒေါသမီးမလောင်ခဲ့ဘူးဆိုရင်အဲ့ဒီမီးလောင်စရာအကြောင်းကိုမရှိဘူးနော်သဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲ့တော့ခန္ဓာကိုယ်ကိုမြတ်စွာဘုရားကဒီနေရာမှာဘလို့တင်စားလိုက်ပြန်ပြီတော့မီးလောင်နေတဲ့ရွာစောစောကတော့ဘာမှသုံးစားစရာမရှိတဲ့ဘာမှတန်ဖိုးမရှိတဲ့အရာလို့ပြောတယ်အခုကျတော့ဘလို့အဓိပ္ပာယ်ဖြစ်သွားပြန်ပြီတော့မီးလောင်နေတဲ့အရာဘယ်သူရှို့တာတုံးဆိုတော့အာယုံရှို့တယ်ဒေသနာကိုဘုန်းကြီးတို့ပြည့်စုံအောင်တော့သိဖို့တော့လိုမယ်ပေါ့နော်ယဟန္တာတွေမှာဒီအာယုံနဲ့တွေ့တဲ့အခါမှာသူတို့ကြတော့မီးလောင်တယ်ဆိုတာမရှိဘူး။ဟောဆို तू ကဒီအနုတ္တယသဘောကိုအမြင့်ပြတ်ပယ်တတ်ထားနိုင်တဲ့အတွက်ကြောင့်သူတို့မှမီးမလောင်တော့ဘူး။အဲ့တော့ဘုန်းကြီးတို့ကလည်းပဲမီးမလောင်လုပ်မယ်ဆိုရင်တော့လုပ်လို့ရတယ်။ယောနိသောမနတိကာရဝင်ပေးရမယ်။ခုတရားရှုမှတ်တဲ့အလုပ်ဟာအဲ့ဒါယောနိသောမနတိကာရအားကောင်းအောင်ကြိုးစားတာ။ကိုယ့်ရဲ့အတွေးအမြင်ကမှန်ကန်တယ်တက်မှတ်တယ်ဆိုလို့ရှိရင်ဒီအာယုန်တွေကကိုယ့်ကိုမီးရှို့လို့မရဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကိုကျေးဇူးတင်ရတာနော်မီးဘေးရှောင်တဲ့နီးကိုမြတ်စွာဘုရားပေးထားတယ်ဒီမှာတော့ရှောင်တဲ့နီးကိုတော့မပြောသေးဘူးနော်သူကဖြစ်ဒီတိုင်းပဲဖြစ်စဉ်ဖြစ်နေတဲ့သဘာဝကိုပဲထောက်ပြနေတာနားလည်ကြမယ်ထင်တယ်နော်ရွာပြကြီးနယ်ရှေ့6သွဲကကိုးကွယ်မရစိတ်3လခဲ့တပြားတတနောက်ဆက်ပွားသည့်6ပါးအာယတနာတောင်းကျမ်းလှခဲ့ဩက4သွဲမြစ်ပြင်ကျဲဤဝယ်ဘက်ကြတက္ကာယကများလဘေးပြန်ရန်သူပြန်ဤ80ပြေးတဲ့အခါကျတော့ဘာတွေ့တော့မြစ်ကြီးကိုတွေ့တယ်မြစ်ဆိုတာဘာကိုပြောတာတုံးဆိုတော့အသောတရား၄ပါးကိုပြောတာတဲ့အမြဲတမ်းယိုစီးကြနေတဲ့နော်လောဘသဘောဒိဋ္ဌိသဘောမောဟသဘောကာမတဝကာမကိုတက်မဲ့တဲ့လောဘဘဝတဝဘဝကိုတက်မဲ့တဲ့လောဘဒိဋ္ဌာတဝယုံနံကိုပုဂ္ဂိုလ်တ attva လို့ထင်မှားတဲ့ဒိဋ္ဌိအဝိဇ္ဇာတဝဘဝရဲ့ဆင်းရဲတဲ့သဘောအမှန်ကိုမသိခြင်းဒီဆင်းရဲဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုမသိခြင်းဒီဆင်းရဲချုပ်ခြင်းကိုမသိခြင်းဒီဆင်းရဲချုပ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နိလန်းကိုမသိခြင်းကြီး၄မျိုးအဝိဇ္ဇာတရုတ်ကောက်ရင်အသောတရား၄ပါးသည်လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ရတယ်ဟုတ်လားအဲ့ဒါဟာဘုန်းကြီးတို့ဟိုဘက်ကန်းနဲ့ဒီဘက်ကန်းပိုင်းခြားထားတဲ့သဘောပဲသူ့ကိုသာလွန်မြောက်အောင်ကုခတ်နိုင်မယ်ဆိုရင်ဟိုဘက်ကန်းကိုရောက်မှာဟိုဘက်ကန်းဆိုတာဘာလို့နိဗ္ဗာန်ဒီဘက်ကန်းကဘာတော့တက္ကာယထင်ရှားဖြစ်နေတဲ့ယုံနံထင်ရှားဖြစ်နေတဲ့ယုံနံဟာဘေးရန်အန္တရာယ်အလွန်များတဲ့နယ်ပယ်ပေါ့ဒီဘေးရန်တွေအန္တရာယ်တွေလုံးဝချုပ်သွားခြင်းနဲ့ဆိုရင်တော့ဟိုဘက်ကန်းရအောင်လုပ်ရမယ်နိဗ္ဗာန်အငြိမ့်ဓာတ်ကိုဘုန်းကြီးတို့ဉာဏ်နဲ့ဆက်ရောက်နိုင်အောင်ကြိုးစားရမယ်ဒီဘက်ကန်းကတော့ဒါဘေးတွေရန်တွေကြောက်စရာတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့နေရာပဲအဲ့ဒါဘုန်းကြီးကနေုံကျုပ်လေးနည်းနည်းပဲပြောမယ်နော်ပြောဖို့အချိန်လည်းသိပ်မရှိတော့ဘူးနော်ဘဝဟာတကယ်တမ်းကကြောက်မွဲ့ဖွယ်ရာတွေစုထားတဲ့သဘောပဲဘုန်းကြီးတို့ကတကယ်ထင်ရှားတဲ့အဲ့ဒီဒုက္ခသဘောကိုမျက်ွယ်ပြုတ်ပြီးတော့နော်ဘာမှမပြောပလောက်တဲ့အနှဲငယ်မြသောတာယာမှုကိုပုံကြီးချဲ့ရင်းနဲ့ဘဝကိုဖတ်တွယ်နေတာဘုန်းကြီးတို့ကြောက်တဲ့နာကျင်ခက်ခဲမှုမျိုးစုံယောဂမျိုးစုံဟုတ်လားပျက်စီးမှုမျိုးစုံစိုးရိမ်မှုတွေငိုကြွေးမှုတွေနောက်ဆုံးသေဆုံးသွားမှုတွေဒါတွေအကုန်လုံးဘုန်းကြီးတို့အလွန်ကိုကြောက်ကြတယ်
ကြောက်လို့သာကြောက်နေတာကိုမဲ့တဲ့ဘဝမှာအဲ့ဒါတွေကဘာလို့ရှိနေတယ်ဖယ်လို့ရသလားမရဘူးဘဝရရင်ဘဝဖြစ်ရင်အဲ့ဒီဥစ္စာတခါတည်းတွဲပါနေပြီသားအဲ့ဒါဘုန်းကြီးတို့ရဲ့စိတ်ကအဲ့ဒါကိုဘာလုပ်ထားလဲဆိုတော့မျက်ွယ်ပြုတ်ထားတာဒါကြောင့်မလို့ဘဝရဲ့အကြောင်းကို तू ကအမှန်တိုင်းမသိဘူးဒါကြောင့်အိုနာသေးကွဲကံတဲ့အတွက်အမြဲနေတိုင်းရှုအဘိနာသုတ်တံမှာမြတ်စွာဘုရားအိုရတဲ့သဘာဝနာကျင်ခံကန့်မှုခံစားရတဲ့သဘာဝပျက်စီးသွားမဲ့သဘာဝချစ်ရတဲ့အရာမျက်နှာရတဲ့အရာတွေနဲ့တနေ့ကွဲသွားမယ်ဆိုတဲ့သဘာဝနော်ကိုယ်စိတ်ထားနဲ့တန်တဲ့အကျိုးရလဒ်ကိုကိုဟာညင်းပယ်ခွင့်မရှိဘူးဆိုတဲ့သဘာဝဒီအမှန်တရားကြီးတွေဟာကောင်းတဲ့သဘောမဟုတ်ဘူးအဲ့ဒါကိုစဉ်းစားဆင်ခြင်ခြင်းအဖြစ်နောက်ဆုံးမဉ္ဇဉ်ဖူညာတော်ရနိုင်တယ်လို့ဘုရားဟောတယ်ဘဝရဲ့အကြောင်းကိုသိသွားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နော်ခုဘုန်းကြီးတို့ကအဲ့ဒါကိုခေါင်းထဲထည့်သလားအထည့်ဘူးဘုန်းကြီးတို့ခေါင်းထဲထည့်တာပါတော့ဘာလေးဖြစ်ရင်တော့အဆင်ပြေမှာဟောဟုတ်တယ်မဟုတ်လားနော်ဘာလေးမဖြစ်ရင်တော့အဆင်ပြေမှာဟာတခါလေးကြောက်လဲအဲ့လိုလဲလာသေးရဲ့နော်ဘုန်းကြီးတို့ကဖြစ်ချင်တာတွေမဖြစ်ချင်တာတွေနဲ့မျောနေတာပေါ့ကောင်းနိုးပေါ့ဘဝစီကနေဘုန်းကြီးတို့အများကြီးမျောလင့်နေတယ်ရှိလိမ့်မယ်လို့ထင်နေတယ်ကျင့်တဲ့ဆရာကြီးရှိလိမ့်မယ်လို့ထင်နေတယ်ပိုက်ဆံတွေအများကြီးရရင်တော့ဘယ်လိုထင်နေတာကိုယ့်ရှိမှအများကြီးရှိပြတဲ့လူတွေကိုကိုယ်ကသင်္ကန်းသာမယူဘူးအများကြီးရှိပြတဲ့လူတွေပန်းနိုင်ရောက်သွားပြီလားတချို့ကိုတောင်တတ်သေးတယ်အများကြီးရှိပြီးတော့စဉ်းစားကြည့်နော်အများကြီးရှိလို့လည်းပဲတကယ်ကျင့်တဲ့ဆရာမဟုတ်ဘူးဆိုတာကကိုယ်သာတွေးရမယ်ဆိုလို့ရှိရင်ဖြတ်ထားအဖြေတွေကရှေ့မှာအကုန်ပြနေတယ်ဒါသည်ဒါကိုကျွတ်တို့မြင်အောင်မကြည့်ဘူးဘာပြောချင်တာတော့ဘုန်းကြီးကကြောက်စရာတွေပူလောင်မှုတွေဆင်းရဲမှုတွေပင်ပန်းမှုတွေတကယ်ရှိတယ်တကယ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုဘုန်းကြီးတို့မလုပ်ထားတာမျက်ွယ်ပြုထားတယ်နော်အတုအယောင်ဘာမှမပြောပါတော့တဲ့ဒုက္ခဝေဒနာသောမနတဝေဒနာအဲ့ဒါကိုဖြစ်စေတတ်တဲ့တခြားသောตายာစရာလေးတွေအဲ့ဒါတွေကိုတော့ဘုန်းကြီးတို့မလုပ်ထားပုံကြီးချဲ့ထားတယ်ပုံကြီးအလွန်ချဲ့တယ်ပပင်စတရားခေါ်တာပေါ့အလွန်မှပုံကြီးချဲ့တယ်စိတ်ကလည်းပဲယုံစားတယ်ဟိုလိုလေးလှည့်စားလိုက်လဲရဒီလိုလေးလှည့်စားလိုက်လဲရဟုတ်လားတကယ်တကယ်နောက်ဆုံးသေးသေးချာချာစဉ်းစားကြည့်လို့ဘာမှဟုတ်လာတယ်လို့တော့မရှိဘူးဟုတ်လားစဉ်းစားကိုယ့်အကိုချမ်းသာတယ်ဆိုတာဘယ်ဟာတော့တကယ်တန်ဖိုးရှိတယ်ဆိုတာဘယ်ဟာကိုပြောတာတော့တွေ့အောင်ရှာကြည့်ဘယ်မလိုက်ဖဲနဲ့ရှာကြည့်နော်တကယ်တမ်းကများသောအားဖြင့်စိတ်ရဲ့လှည့်စားမှုနဲ့နော်အထင်တစ်လုံးနဲ့ပဲနော်ဒီဘုန်းကြီးတို့မှားယွင်းမှုဝင်ကဘာထဲမှာစိတ်ဟာကျင်လဲကျက်စားနေတယ်လို့ပဲထင်ပါတယ်ဟုတ်လားအခုဒါကြောင့်မလို့မြတ်စွာဘုရားကယုံနံဆိုတဲ့ဒီဘကံတက္ကာယလို့သုံးတယ်နော်တက္ကာယဆိုတာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနံတဘာဝသူ့ကိုဘာလို့သုံးတော့အလွန်ဘေးပရန်ထူပြောတဲ့နေရာဘေးမကင်းတဲ့နေရာဘာတွေရှိတော့ဝေကြီးလေးကောင်ရှိတယ်လူသက်သမား9ယောက်ရှိတယ်ဟုတ်လားတစ်ချိန်မှာအစိတ်တက်လိမ့်မယ်တစ်ချိန်မှာဘာလို့ပြည့်ရလိမ့်မယ်ပြီးရင်အတွင်းလူယုံကလည်းကိုယ့်ကိုအမြဲတမ်းအယုံသွင်းပြီးတော့တတ်လိမ့်မယ်အဲ့ဒါလည်းအခြေချစ်ပြောတဲ့အကောင်းတယ်နော်လောဘဆိုတာဘဝရအောင်သူကဆွဲဆောင်တတ်တဲ့သဘောဘဝရပြီဆိုတာနဲ့သိရတော့မှသူကသူ့ရဲ့အဓိပ္ပာယ်လေးတွေကအများကြီးပြောစရာရှိတယ်ဘုန်းကြီးကပေါ်လွင်ထင်ရှားတာလေးလောက်ပဲဦးစားပေးပြီးတော့ပြောနေတယ်နော်ဒီဘက်ကန်းရဲ့ဘေးရန်ထူပြောပုံကိုအများကြီးနားလည်ရမယ်ဝီးလေးကောင်ရှိတယ်လူသက်သမား9ယောက်ရှိတယ်အတွင်းလူယုံရှိတယ်ပြီးရင်ပါတော့မီးတုံးတောက်နေတဲ့ရွာပြက်ကုန်းရှိမယ်ဒီသဘောနော်အဲ့ဒါဘဝရဲ့ပုံမှာမြတ်စွာဘုရားဘလို့မြင်စေချင်တာလဲဆိုတာကိုဒီဒေသနာကိုကြည့်ရင်အလုံးမထင်ရှားတယ်လို့ပြောနိုင်တယ်ဘဝရဲ့ပုံမှာဘလို့မြင်စေချင်တာတော့မကောင်းဘူးလို့ပဲမြင်စေချင်တာဟုတ်လားဒုက္ခလို့ပြောလိုက်ရင်တော့နားလည်မှုကလွဲမှာဆိုလို့နော်ဒုက္ခဆိုရင်ကျုပ်တို့ကဒုက္ခဝေဒနာလောက်ပဲဒုက္ခလို့နားလည်ထားတာတွေကလည်းရှိသေးတာ哦နော်စိတ်တိုင်းမကြသေးရတွေတွေ့တာကိုပဲဒုက္ခလို့ဒုက္ခကိုအဲ့လောက်လေးနားလည်ထားလို့ဘလို့မှမပြည့်စုံဘူးအမှန်ဒုက္ခဆိုတာမကောင်းတဲ့သဘောကိုပြောတာတကယ်ကောင်းနေတဲ့အရာမဟုတ်ဘူးလို့ပြောချင်တာဟုတ်လားအဲ့ဒါကိုဘုန်းကြီးတို့မလုပ်ချင်တော့လွတ်မြောက်ချင်တယ်ချုပ်ငိမ့်ချင်တယ်ဆိုရင်ဟိုဘက်ကန်းကိုရောက်အောင်လုပ်ရမယ်ဟိုဘက်ကန်းရောက်ချင်တယ်ဆိုရင်မလုပ်ရမှာတော့ဒီမြစ်ကိုကူးရမယ်နော်ဖောင်တို့လည်းမရှိဘူးတရားလည်းမရှိဘူးဟောတကိုးရေးခန်းသာယုံလေးမျက်6သေးရွက်6ကလေးတွေစုရှိပြီးတော့ဝါရမှောက်ပြီးတော့ခြေတို့လက်တို့ဖြင့်ကူးသွားတယ်အဲ့ဒီမျက်ထုံးလေးမျက်6ထုံးလေးဆိုတာဘာပြောအောင်ဆိုမဂ်ခင်7ပါးကိုပြောတာခြေတို့လက်တို့ဖြင့်ကူးတယ်ဆိုတာလုံလဝရိယကိုပြောတာဟောလုံလဝရိယမဂ်ခင်7ပါးထဲမှာလည်းပဲတမ္မာဝါယမအနေနဲ့ပါတယ်
နောက်ထပ်ခြေတို့လက်တို့ဖြင့်ကူးတယ်ဆိုတော့လေသူ့ကိုပဲထပ်ပြီးတော့ပြောထားတယ်အဓိပ္ပာယ်ကဘာတုံးဆိုတော့ဝရိယကအရေးကြီးဆုံးလို့ဟောပြောနေနော်အထုတ်မှရမှာအမထုတ်ရင်မရဘူးလို့ပြောနေတာဟုတ်လားအဲ့ဒါဟိုဘက်ကရောက်သွားပြီဆိုတော့အဲ့ဒါအာသောကုန်ခယန္တာကိုပြောတာတဲ့နော်တရားကဒီရောက်မှပဲဆုံးတယ်နော်ယန္တာမဖြစ်ရင်တရားမဆုံးဘူးအမြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာအစစ်အမြင့်ဆုံးရှုတော့မှနေတာဘုန်းကြီးတို့ကြည့်ပြီးတော့ဒီသုတ်တန်ကိုပြောကြည့်တာဟုတ်လားညီကုန်းချုပ်တော့မယ်နော်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာအကျဉ်းများအဖြစ်တူရရှုမယ်ဆိုလို့ရှိရင်ဘဝထဲမှာအစဉ်ပြေရေးချမ်းသာရေးဒါတစ်ပိုင်းရှိမယ်နော်နောက်တစ်ပိုင်းကဘာတော့ဘဝဒုက္ခချုပ်ငြိမ်းရေးဘယ်ပိုင်းကအရေးကြီးဆုံးတော့ဘဝဒုက္ခချုပ်ငြိမ်းရေးကအရေးကြီးဆုံးဘာလို့ဆိုဘဝထဲမှာအစဉ်ပြေရေးဆိုတာထဲမှာလဲမယ်ဆိုရင်တစ်ချိန်ချိန်မှာ तू ကမပြေမှုဆိုတာလာမှာပဲ तू ကဟုတ်လားဒါပေမဲ့လို့ဘုန်းကြီးတို့ကဘဝဒုက္ခချုပ်ငြိမ်းရေးစီဉာဏ်တက်ရောက်နိုင်ဖို့ဆိုတာအလွန်မှခက်တယ်လို့ထင်ပါတယ်နော်လူအများစုအတွက်အဲ့တော့ဘဝထဲမှာအစဉ်ပြေရေးဆိုတာလေးကိုလည်းပဲလိမ္မာကျွမ်းကျင်ဖို့လိုလိမ့်မယ်ဘဝထဲမှာအစဉ်ပြေခြင်းဘာလို့ရမယ်လို့ဘုန်းကြီးကတရားအစပိုင်းမှာပြောခဲ့တော့စိတ်ကောင်းနှလုံးကောင်းရှိရမယ်ဟုတ်လားစိတ်ကောင်းနှလုံးကောင်းရှိမှတွေးတာပြောတာလုပ်တာဟာကောင်းနိုင်လိမ့်မယ်အဲ့ဒါကိုကံကောင်းတယ်ခေါ်တာနော်စိတ်ကောင်းနှလုံးကောင်းမရှိလို့တွေးတာတွေကဆိုးနေတာပြောတာတွေကဆိုးနေတာလုပ်တာတွေကဆိုးနေတာဒါမှမဟုတ်အကျိုးရလဒ်ဆိုးတွေထွက်နေတာဘဝမှာဟုတ်လားဒါကြောင့်ဒီဘဝရောနောက်ဘဝရောဘုန်းကြီးတို့ချမ်းသာခြင်းနဲ့ကောင်းခြင်းနဲ့ဆိုလို့ရှိရင်ဘာလုပ်ရမလဲစိတ်ကောင်းနှလုံးကောင်းထားရမယ်လူရင်းလေးကိုဘုန်းကြီးကအနှစ်ချုပ်ပြီးတော့ပြောတာဒါကိုအခြေချစ်ပြောမယ်ဆိုရင်လည်းသူ့လည်းမစိုးနိုင်အောင်ပြောလို့ရတယ်နော်ဘဝထဲမှာအစဉ်ပြေခြင်းစိတ်ကောင်းနှလုံးကောင်းထားဘဝဒုက္ခကလွတ်မြောက်ခြင်းနဲ့ဆိုရင်တော့အမှန်သိလို့တရားလေးတစ်ပုဒ်ဟိုတလောကဘန်ကောက်မှာဟောထားတာရှိတယ်လိုင်းပေါ်မှာရှားပြီးတော့နားကြည့်လိုက်ဟုတ်လားဘဝဒုက္ခကလွတ်မြောက်ခြင်းဘာလဲတော့အမှန်သိတဲ့အခုအမှန်သိဖို့အတွက်ဘဝရဲ့အကြောင်းတွေကိုမြတ်စွာဘုရားတော့ရှုတော်မျိုးစုံကနေပြောပြထားတာဟုတ်လားတကြီး၄ပါးဘွေကြီး၄ကောင်ခန္ဓာ၅ပါးလူသက်သမ၅ယောက်တဏှာလောဘအတွင်းလူယုံနော်မျက်စိနာနာလျှာကိုစိတ်ဖြင့်ဖွဲ့စည်းတည်ဆောက်ထားတဲ့ဒီခန္ဓာရွာလေးကတော့ဘာမှသုံးစားမရတဲ့တန်ဖိုးမရှိတဲ့မီးတဟုံဟုံတောက်နေတဲ့ရွာပြက်ကုန်းဒီလိုမြင်စေချင်တာမြတ်စွာဘုရားဟုတ်လားဒါကနေလွတ်မြောက်ခြင်းတဲ့ဆိုရင်အမြဲတမ်းယိုစီးနေတဲ့လောဘကိုလွန်မြောက်အောင်ကုခတ်ဘာနဲ့ကုခတ်ရမှာတော့မဂ်ခင်၈ပါးအဲ့ဒါကိုမှလုံလဝရိယထပ်ပြီးတော့ကဲပြီးတော့ဘုန်းကြီးတို့ဖြည့်ဆွက်ပြီးတော့ကြိုးစားရမယ်ဒီသဘောကိုပြောတာနော်အဲ့လိုဆိုလို့ရှိရင်ဘုန်းကြီးတရားဟောတာတနာကြီးနည်းနည်းတောင်ပို့သွားတယ်နော်10မိနစ်လောက်ပို့သွားပြီနော်ဒီနေ့ပြောလိုက်ရတာလေနားထောင်ရတဲ့လူတော့မသိဘူးပြောရတဲ့လူကတော့အလွန်ကိုကျဉ်တ်ဟုတ်လားနော်ဘုန်းကြီးမျက်နှာကြည့်ရင်သိတာလိမ့်မယ်ထင်တယ်နော်အလွန်မှဘာဖြစ်လဲကျဉ်တ်တယ်သူပြောနေတာလေးပြောလိုက်နော်အဲကြောင့်မလို့ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားပြီးတော့ဘဝရဲ့ပုံမှာမမောမှုလောဘဓာတ်အဆင့်ဆင့်ချုပ်ငြိမ်းအောင်လုပ်နိုင်ကြတဲ့လောဘချုပ်ငြိမ်းတဲ့ဖြင့်ဒုက္ခတွေချုပ်ငြိမ်းကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း